လောကမှာအမှားလူမျိုးတွေပြောနေတဲ့စကားတစ်ခွန်းရှိတယ်အစာကောင်းများစားရရင်ကိုချစ်တဲ့လူကိုအမှတ်ရတယ်တဲ့ပြောကြတယ်ရှိတယ်နော်အတိပ္ပယ်ကဘာလဲဆိုတော့ကိုချစ်ခင်မြတ်နိုးတဲ့လူကိုကောင်းတာလေးစားစေခြင်းတယ်အဲ့ဒါမြတ်စွာဘုရားကဒီဒေသနာမှာကိုချစ်တဲ့ခင်နဲ့ကိုယ့်ရဲ့မိတ်ဆွေတွေတငယ်ချင်းတွေရွှေမျိုးတွေသားချင်းတွေသူတို့ရဲ့အကျိုးစီးပွားကိုကိုတကယ်လိုလားလို့သူတို့ကိုကိုယ်စိတ်ထဲကအကျိုးရှိစေခြင်းလို့တနာကျင်တာလို့တကယ်ကိုပဲသူတို့ကိုချမ်းသာစေခြင်းနဲ့ဆိုလို့ရှိရင်တဲ့သူတို့ကလည်းကိုယ့်ရဲ့စကားကိုနားထောင်ခြင်းစိတ်ရှိတယ်ဆိုလို့ရှိရင်ဒီလိုအရာဌာနတွေမှာအသိဉာဏ်ရှိအောင်စိတ်ဝင်စားအောင်နားလည်အောင်သူတို့ကိုလုပ်ပေးရမယ်ပြောပေးရမယ်တဲ့ဏိဒန်းချီတာလေးကအဲ့လိုစိတ်ဝင်စားတယ်ရလေအတိပ္ပယ်ကကိုချစ်တဲ့လူတွေရဲ့အကျိုးစီးပွားကိုတကယ်ဆောင်ရွက်စေခြင်းတကယ်ဆောင်ရွက်ခြင်းနဲ့တကယ်အကျိုးရှိစေခြင်းနဲ့ဆိုလို့ရှိရင်သူတို့ကလည်းကိုယ့်ရဲ့စကားကိုနော်နားထောင်ခြင်းစိတ်တကယ်ရှိတယ်ဆိုလို့ရှိရင်သူတို့ဒီတရားတွေကိုပြောပြီးတဲ့အဲ့ဒါလိုဏိဒန်းလေးချီပြီးတော့ပြောတဲ့တရားဒေသနာ၃ပုဒ်အင်္ဂုတ္တပါဠိတော်တိကနိပတ်ထဲမှာတပုဒ်တွေ့ရတယ်တန်ယုတ်တနိကေမဟာဝဂတန်ယုတ်ပါဠိတော်ထဲမှာနော်သတိပဋ္ဌာနာဝတ်ထဲမှာတပုဒ်တွေ့ရတယ်သစ္စာတန်ယုတ်ထဲမှာတပုဒ်တွေ့ရကျန်တဲ့နေရာတွေလည်းရှိကောင်းရှိမှာပေါ့နော်ဒါပေမဲ့ဘုံဘုံရှာတွေ့တာဒီ၃ပုဒ်ရှာတွေ့အဲ့ဒီ၃ပုဒ်ကိုအစီအစဉ်ချလိုက်တဲ့အခါမှာဘဝမှာအရေးအကြီးဆုံးတရားဟာဘာလဲအရေးကြီးဆုံးအရာဌာနဟာဘာလဲဆိုတာကိုလည်းနားလည်ပြီးသားဖြစ်သွားမယ်နော်ကိုချစ်တဲ့ခင်တဲ့ပုဂ္ဂိုလ်တွေအတွက်တကယ်ကောင်းစေခြင်းနဲ့ဆိုရင်ကိုဘာလုပ်ပေးရမလဲဆိုတာကိုနားလည်သွားတာနဲ့တပြိုင်နက်တည်းနော်ဒီအရာကပဲဘဝမှာအရေးအကြီးဆုံးပါလားဆိုတာကိုလည်းဒီဒေသနာကပေါ်လွင်စေတယ်ဟုတ်လားဒါကြောင့်ဒီကနေ့ညအဲ့ဒီဒေသနာလေး၃ပုဒ်ကိုအနှစ်ချုပ်ပြီးတော့နာယူကြည်ညိုကြည့်ရဟုတ်လားပထမဆုံးတိကနိဗ္ဗာန်ပါဠိတော်ထဲမှာအင်္ဂုတ္တပါဠိတော်ထဲမှာလာတဲ့နိဝေတကသုတ်တံဆိုတာလေးပြောနော်ယေအာနန္ဒအနုကံပေယာထယေစသောတပံမင်းကြီးယုံမိတာဝအမေဇာဝညာတိဝတာလောဟိတာဝတေယောအာနန္ဒတိတုဌာနေတုတမတပေတ္တဗာနိဝေတေတ္တဗာပဋိဋ္ဌာပေတ္တဗာအဓိပ္ပာယ်ဘာပြောလို့ဆိုတော့အာနန္ဒတဲ့မိတာဝအမေဇာဝညာတိဝတာလောဟိတာဝစကားလေးလုံးပြောမိတ္တမိတ်ဆွေနော်ကိုယ့်ရဲ့မိတ်ဆွေတွေကိုယ်ပေါ်သစ္စာရှိတဲ့ကိုယ်ကိုကောင်းစေခြင်းနဲ့ကိုယ်ကလည်းပဲကောင်းစေခြင်းနဲ့မိတ်ဆွေဘဝမှာရှိနော်အမိစ္ဆာဝအမိစ္ဆာဆိုတာငယ်ငယ်တည်းကစပေါင်းလာတဲ့အလွန်ရင်းနှီးတဲ့တငယ်ချင်းကိုပြောတာနော်ညာတိဝါညာတိဆိုတာဒီဒေသနာရသူကဘာဝီညွှန်းတာလဲဆိုတော့တဲ့ကိုယ့်ရဲ့ရောက်ခမတွေရောက်မတွေရောက်ဖတွေသွေးသားတော်ဆက်တာတော့မဟုတ်ဘူးဒါပေမဲ့လို့ဆက်ဆက်နေတဲ့အတိုင်းဝိုင်းကိုဒီနေရာမှာညာတိလို့ဆိုလိုတာတဲ့နော်ဆွေမျိုးပေါ့ဆွေမျိုးကိုသူကအဲ့လိုလေးသုံးနောက်တာလောဟိတာဝါတာချင်းဆိုသွေးသားတော်ဆက်တဲ့ညီကိုမောင်နှမဟုတ်လား၄မျိုးပြောတယ်နော်မိတ္တာဝအမိစ္ဆာဝညာတိဝတာလောဟိတာဝမိတ်ဆွေတွေတငယ်ချင်းတွေဆွေမျိုးတွေသားချင်းတွေဟုတ်လားအဲ့ဒီပုဂ္ဂိုလ်တွေရဲ့ပုံမှာကိုကအနုကံပေရတာတကယ်လို့သူတို့ကိုတနာကျင်တာလေဆိုရင်ဆင်းရဲကလွတ်စေခြင်းနဲ့ဆိုရင်ကောင်းစေခြင်းနဲ့ဆိုရင်ချမ်းသာစေခြင်းနဲ့ဆိုရင်အများကြီးပါပဲအဓိပ္ပာယ်ဟုတ်လားသူတို့ကလည်းပဲတဲ့ယေဇသောတပံမင်းကြီးယုံကိုပြောတဲ့စကားကိုနားထောင်တိုက်တယ်လို့သူတို့စိတ်ထဲမှာခံယူထားတယ်ဆိုရင်ဆိုလိုတာနားထောင်ခြင်းစိတ်ရှိတယ်ဆိုရင်ဘာလို့ပေးရမလဲတဲ့တိတုဌာနေတုတမတပေတ္တဗာနိဝေတေတ္တဗာပဋိဋ္ဌာပေတ္တဗာသုံးမျိုးသောအရာဌာနတို့မှာအဲ့ဒီပုဂ္ဂိုလ်တွေရဲ့နော်အဲ့ဒီပုဂ္ဂိုလ်တွေကိုတမတပေတ္တဗာနားထောင်အောင်လုပ်ပေးသုံးမျိုးသောအရာဌာနမှာသူသိကျင်တဲ့စိတ်နဲ့နော်နားထောင်အောင်လုပ်ပေးဆိုတော့ပြောပေးလိုက်သူနားထောင်အောင်လုပ်တယ်
နားထောင်လို့နားလဲသွားပြီဘယ်လောက်ထိနားလဲရမလဲနိဝေတိတက်ပါအဲ့ဒါကိုတကယ်ကိုသက်ဝင်ယုံကြည်သွားတယ်နော်ဒီထဲကိုစိတ်ဝင်စားပြီးတော့သက်ဝင်သွားပဋိဌာပေတက်ပါဆိုတာဆွဲဆွဲမြဲမြဲကိုတီးသွားတာလုံးဝကိုမရွေ့တော့ဘယ်သူမှသူ့ကိုဒီဟာရဲ့ပုံမှာသိမြင်နားလည်မှုယုံကြည်မှုကိုဖြစ်လို့မရဘူးသူခိုင်မြဲသွားတီးသွားအောင်ဒီလုပ်ပေးလိုက်တဲ့စကလုံးလေးတွေကိုဘုံဘုံကအသေးစိတ်လေးပြောတာနော်တမာတပေတက်ပါဆိုတာနော်နားထောင်အောင်လုပ်နာယူစီရမယ်ပေါ့နားထောင်စီရမယ်ဘာဖြစ်ဖြစ်ဘုံဘုံတို့ရဲ့အသိဉာဏ်တွေနားထောင်ခြင်းကနေစရနားထောင်မှသိတာနော်သိပြီဆိုတော့မှဒါကိုဘာဆက်လုပ်မလဲတစ်ဆင့်တက်ရတယ်ပေါ့နော်အဲ့တော့အခြေခံကဘယ်ကနေစနားထောင်တာနေစအဲ့ဒါမြတ်စွာဘုရားကနော်ကိုယ့်ရဲ့မိတ်ဆွေတွေတငယ်ချင်းတွေဆွေမျိုးတွေတားချင်းတွေကိုကတကယ်တနာကျင်တာလေသူတို့ကလည်းကိုယ်စကားကိုနော်နားထောင်တိုက်တယ်လို့သူတို့စိတ်ထဲမှာထင်တယ်ဆိုလို့ရှိရင်နော်အခုပြောမယ့်အရာဌာန၃မျိုးကိုသူတို့ကိုနားထောင်စေရမယ်သက်ဝင်စေရမယ်တည်မြဲစေရမယ်တဲ့အဲ့ဒီအရာဌာန၃မျိုးကဘာလို့ဆိုတော့နံပါတ်1ဗုဒ္ဓေအဝိစ္စပတာတွေမြတ်စွာဘုရားရဲ့ပုံမှာမတုံမလုသက်ဝင်ယုံကြည်တဲ့တရားတရားဥရှိပြီးတော့အသိဉာဏ်ဥရှိပြီးတော့မြတ်စွာဘုရားရဲ့ပုံမှာတော့သက်ဝင်ယုံကြည်သွားအောင်မြတ်စွာဘုရားရဲ့အကြောင်းတွေကိုတမာတပိတော်တမာတပိတက်ပါကောင်းကောင်းနားထောင်စီအောင်လုပ်ရဟုတ်လားပြီးရင်မလုပ်ရမှာတော့နိဝေတိတက်ပါသက်ဝင်စေရမယ်ပြီးရင်ပဋိဌာပေတက်ပါနော်တည်မြဲသွားအောင်လုပ်ပေးရမယ်အဲ့တော့ဘုရားရဲ့အကြောင်းကိုသူတို့ဘယ်လိုသိစေရမှာတော့ဘယ်လိုနားလည်အောင်လုပ်ရမှာတော့ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာစရဏတမ္မနောသူကတော်လောကဝိတုအနုတ္တရောပုရိသဓမ္မတရတိတထဒေဝမနုဿာနေဗုဒ္ဓောဘဂဝါမြတ်စွာဘုရားရဲ့အလွန်မုံမြတ်တဲ့ဂုဏ်အည်အသွေးကြီးကိုမျိုးနော်မြတ်စွာဘုရားဆိုအားကိလေသာအပူကွေးလို့ငြိမ်းအေးတဲ့စိတ်နှလုံးရှိတယ်ဟုတ်လားအရဟံဂုဏ်ပြောတာနော်အတုမရှိသောဂုဏ်တော်ကျေးဇူးတော်တို့ကြောင့်ပူဇော်ထူးကိုခံတော်မူခြင်းကလည်းထိုက်တန်တော်မူတယ်အရဟံရဲ့ကိုအတိပ္ပယ်အမျိုးမျိုးရှိတဲ့နက်က2မျိုးလောက်ကောင်းကောင်းနားလည်ရကိုချစ်တဲ့လူတွေကိုချမ်းသာစေခြင်းနဲ့ဆိုရင်ဒါကိုပြောပြတဲ့ရဒါလည်းကိုယ်ကလည်းအရင်နားလည်ထားအောင်မှဟုတ်လားကိုယ်ကနားလည်မထားဘူးသိမထားဘူးဆိုရင်ဘာပြောမလို့ဘာမှပြောရမရှိဘူးနော်နောက်တမန်တန်ဖို့တော့အလုံးစုံသောတရားတွေကိုမဖောက်မပြန်ကိုယ်ပိုင်ဉာဏ်နဲ့မှန်ကန်စွာသိမြင်တော်မူတယ်တမန်တန်ဗုဒ္ဓပြီးတော့ဘာလို့ဝိဇ္ဇာစရဏတမန္တမျက်စိနဲ့တူသောအသိဉာဏ်ဝိဒါခြေထောက်နဲ့တူသောအကျင့်စရဏတရားတို့ဖြင့်ပြည့်စုံတော်မူတယ်နောက်တုကတရှေးဖရာတို့နီးလူကြွလာတော်မူခြင်းကောင်းတော်မူတယ်ပြောသမျှပြုသမျှအလုံးအကောင်းဆုံးသာဖြစ်တော်မူတယ်နောက်ပြီးတော့ဗါလောကဝိတုတတ္တလောကသင်္ခါရလောကဥပတ္တလောကလို့ဆိုတဲ့လောကအားလုံးကိုအကျွင်းအကျန်မရှိသိတော်မူတယ်မြင်တော်မူတယ်အနုတ္တရောပုရိသဓမ္မသာရတိဆုံးမတိုက်တဲ့တတ္တဝါတွေကိုကိလေသာကင်းရင်ကြီးခြင်းတို့ရအောင်ဆုံးမတဲ့နေရာမှာအတုရှိအမျက်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်တတ္ထဒေဝမနုဿာနံတန်တရားခီးသောတတ္တဝါများတို့ရဲ့ရှည်သွားကောင်းဆောင်ကြီးလည်းဖြစ်တော်မူတယ်ဗုဒ္ဓောတစ္ဆာလေးပါးအမှန်တရားတွေကိုကိုယ်တိုင်လည်းသိမြင်တပါးသူတို့ကိုလည်းပဲသိစေတော်မူတတ်တယ်ပြီးတော့ပါတော့ဘဂဝါပြုအပ်သောပါရမီတော်အနန္တတို့ရောက်လောကီလောကုတ္တရာကောင်းမြတ်ခြင်းဂုဏ်အဖြာဖြာတို့ဖြင့်ကောင်းစွာကုန်လုံးပြည့်စုံတော်မူသောမြတ်စွာဘုရားဖြစ်တယ်လို့မြတ်စွာဘုရားရဲ့အည်အသွေး9မျိုးဒါမြတ်စွာဘုရားကိုယ်တော်တိုင်ဖွင့်ဟပြီးတော့မြတ်စွာဘုရားမှာဒီအည်အသွေးတွေရှိတယ်ဆိုတာကိုကိုချစ်တဲ့လူတွေကိုပြောပေးရမယ်တဲ့ဒါကိုနားထောင်ရသူနားထောင်အောင်လုပ်ရမယ်နားထောင်မှ तू သိမှာနော်သိပြီဆိုတော့မှသူ့စိတ်ထဲမှာဒါကိုသက်ဝင်သွားနောက်တကယ်သူ့စိတ်ကဒါရဲ့ပုံမှာသက်ဝင်ပြီးတော့ကောင်းကောင်းနားလည်သွားပြီဆိုရင်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒီအမြင်နဲ့ပတ်သက်ပြီးတော့ခိုင်မြဲသွား
အဲ့လိုလုပ်ပေးရပြီတဲ့အရာဌာန၃မျိုးတွေကနံပါတ်1ဗုဒ္ဓေအဝိဇ္ဇပတ္တာတွေနော်နောက်နံပါတ်2ကဓမ္မေအဝိဇ္ဇပတ္တာတွေနော်တရားတော်မြတ်ရဲ့ပုံမှာမတုံမလို့တက်ဝင်ယုံကြည်တဲ့စိတ်နဲ့နားလေသွားအောင်သူ့ကိုနားထောင်စေရမယ်တက်ဝင်စေရမယ်တည်မြဲစေရမယ်ဘာလို့နားထောင်ရမှာတော့တရားတော်ရဲ့ခုံဘယ်နှမျိုးတော့6မျိုးနောက်တော့ခါတော့ဘဂဝတာဓမ္မောတဏိဋ္ဌိကောအာကာလိကောဧဟိပတိကောဩပနေယိကောပစ္စတံဝိရိတဘောဝိညုဟိဘဂဝတာမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးသည်ဓမ္မောသူတော်ကောင်းတရားတော်မြတ်ကိုတွက်ခါတော့စလေဆုံးသုံးပါးဆုံးကောင်းခြင်းကုန်ဖြင့်ပြည့်စုံစွာဟောကြားတော်မူခဲ့၏ဓမ္မောမြတ်စွာဘုရားဟောခဲ့တဲ့တရားဒေသနာတွေဆိုတာမလေးတံပူလေးတံနိဗ္ဗာန်ပရိယတ္တိကိုဆိုတဲ့စေတံသောတရားတော်မြတ်တွေဆိုတာတန်ဋိဋ္ဌိကိုကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုရင်ကိုယ်တိုင်သိမြင်နိုင်တဲ့အမှန်တရားတွေဖြစ်တယ်အကာလိကိုအချိန်မဆိုင်အကျိုးပေးတတ်တဲ့တရားတွေလည်းဖြစ်တယ်ဧဟိပတိကိုတဲ့လာရောက်ရှုမြင်ကျေးဇူးတင်မြတ်ဖြစ်ပြီးလာပါရှုပါကျင့်ကြံပါဟုမပါပေါင်းခေါ်ဆောင်သွတ်သွင်းတိုက်တွန်းခြင်းကနော်ထိုက်တန်တဲ့သူတော်ကောင်းတရားဖြစ်တယ်တကယ်မှန်လို့တကယ်ကောင်းလို့လုပ်ကြည့်တဲ့လူတိုင်းလုပ်မိတဲ့လူတိုင်းသိတဲ့ပုဂ္ဂိုလ်တိုင်းကသူတို့ကိုလှုပ်ဖြစ်အောင်သိအောင်ပြောတဲ့လူတွေကိုအလွန်ကျေးဇူးတင်လွန်းလို့ဟုတ်လားဘယ်သူကိုမဆိုလာကြည့်လေလို့အာမခံချက်ရဲရဲပေးနိုင်တဲ့တဘာဝတရားတွေဖြစ်တယ်နော်ပြပါတော့ဩပနေယကောမိမိစိတ်တွင်တစ်ချိန်ထင်က၄ခွင်အပဲဝင့်မီးကွယ်သည်ဖြင့်ကိုယ်ဝယ်ဝတ်တော်စာဥရှာကိုမီးလောင်တော်ညာမငြိမ်းအားပဲတရားမျက်ရှင်စိတ်แท้ထင်အောင်ကျင့်ဆောင်တိုက်တော်တရားတော်ဖြစ်တယ်အလွန်ကိုအဆင့်မြင့်တဲ့အသိဉာဏ်ကိုရအောင်လုပ်နိုင်မယ်ဆိုရင်တစ်ချိန်လောက်သိလိုက်တာနဲ့နော်မိမိစိတ်တွင်တစ်ချိန်ထင်က၄ခွင်အပဲဝင့်မီးကွယ်သည်ဖြင့်အဆိုးဝါးဆုံးသောနော်ဘဝဝိဒုက္ခတွေအရင်ချုပ်သွားဘဝတော့ဒုက္ခတွေကြီးပဲသို့တော့အပေ၄ပါးရဲ့အနေအထားကနော်ဘဝဒုက္ခတွေထဲမှာအဆိုးဆုံးဒုက္ခနော်တရားကိုတစ်ချိန်လောက်ထိထိမိမိသိလိုက်လို့ရှင်အဲ့ဒီအပေဒုက္ခတွေအကုန်လုံးလွတ်သွားပြီတဲ့ဒါကြောင့်မို့လို့ကိုယ်ဝယ်ဝတ်တော်ဆံဥရှာကိုမီးလောင်တော်ညာမငြိမ်းအားပဲနော်ခေါင်းမီးလောင်နေတယ်နော်ဝတ်ထားတဲ့အဝတ်အင်ကြီးမီးလောင်နေတယ်ကျန်တဲ့အလုပ်တွေနောက်ထားဒီမီးကိုငြိမ်းဖို့ကအရေးကြီးဆုံးနော်အဲ့လိုပဲကျန်တဲ့အလုပ်တွေနောက်ထားတရားကိုသိဖို့ကအရေးကြီးဆုံးဆိုတဲ့အနေအထားမျိုးနဲ့တရားကိုသိပြီးတော့ကိုယ်စိတ်ထဲမှာအဲ့ဒီတရားကိုအမြဲမပြတ်ဆောင်းထားတတ်တယ်တဲ့ဩပနိယေကဆိုဩပနိယေကဂုဏ်တွေကအလွန်နှလုံးသွင်းစရာကောင်းနော်တရားကောင်းလွန်းလို့ကိုယ်တန်တမှာအမြဲတမ်းဆောင်းထားတတ်တယ်သူ့ကိုကဆောင်းထားရင်သူကလည်းပဲကိုယ့်ကိုဆင်းရဲဒုက္ခတွေကြာမသွားအောင်တော့ချမ်းသာဒုက္ခဒီမှာတီးနေအောင်သူကလည်းကိုယ့်အမြဲတမ်းဆောင်းသွားမယ်သူ့ကိုကဆောင်ရွက်ရင်သူကလည်းကိုယ့်ကိုပြန်ပြီးတော့ချမ်းသာဒုက္ခတွေပေးတဲ့အနေနဲ့ဆောင်ရွက်မယ်ပေါ့ဆိုလိုတာဟုတ်လားပြီးတော့ဗါလဲတော့နောက်ဆုံးကပစ္စတံဝိရိတဘောဝိညုဟိတဲ့အဲ့ဒီဂုဏ်တော်ငယ်ငယ်တုန်းကတော့သိအရသာမခံတယ်ဘူးခုကြီးလာလေလေအဲ့ဒီဂုဏ်တော်အရသာကိုပို့ပြီးတော့သိလေလေပဲပညာရှိတဲ့လူမှသာလေသူတော်ကောင်းတရားရဲ့အရသာခံစားနိုင်တာတဲ့ပညာအခြေခံမရှိဘဲနဲ့တရားကိုခံစားလို့မရအဖို့တန်တဲ့ပစ္စည်းတွေသုံးဖို့ဆွဲဖို့ဆိုတာပိုက်ဆံရှိမှသုံးနိုင်တာပဲလေဒါလောကီချမ်းသာတော်မှပိုက်ဆံရှိမှသုံးဆွဲခွင့်ရှိတာဟုတ်တယ်မဟုတ်လားအထွတ်အမြတ်ဒီတရားရဲ့အရာသာဆိုတာလူတိုင်းခံစားနိုင်တာမဟုတ်ပင်ကိုအခြေခံဉာဏ်ရှိမှဉာဏ်ရှိအောင်လဲလှုပ်ထားမှတရားဆိုတာခံစားတတ်တယ်နော်အချင်းသေးစီဆိုတာသိင်ကြီးရွှေခွက်မှာပဲတည်တယ်လို့ပြောကြတာဟုတ်လားအဲ့ဒါဟုတ်မဟုတ်တော့မသိဘူးဒါပေမဲ့သူတော်ကောင်းတရားတော့ဉာဏ်ရှိသူမှသာလေခံစားတတ်တယ်ဆိုတာတော့ဘုရားအတိနဲ့ဟောတာတော့တရားရတာတို့မခံစားရသေးဘူးဆိုရင်ဉာဏ်မရှိသေးလို့ရိုးရိုးလေးမှတ်ဟုတ်လားစတော့ဘုံဘဝစဉ်းစားတာတရားလည်းမျက်နှာလိုက်သလားလို့မကြိုက်တယ်လို့ပေါ့နော်ဒါပေမဲ့တရားမျက်နှာလိုက်တာပဲလို့ဟုတ်တာပဲလိုက်ရမှာပဲလေသူကလိုက်တဲ့နေတယ်သူထိုက်တန်မှရမှာပေါ့ဟုတ်လားဒါသဘာဝကြနော်အဲ့လိုမျိုးတရားရဲ့အည်အသွေးတွေကိုကိုချစ်တဲ့လူတွေကိုတကယ်ချမ်းသာသိခြင်းနဲ့သူတို့ကလည်းနားထောင်စိတ်ရှိတယ်ဆိုရင်ဘာလို့တော့ပြောပေးရမယ်ဒါနှစ်ခုမြောက်အရာဌာနနော်နောက်သုံးခုမြောက်အရာဌာနပါလေတော့တန်ခေအဝိစ္စပတ္တာတွေနော်တန်ဃာတော်တို့ရဲ့နော်ဂုံကျေးဇူးအည်အသွေးဒါကိုမတုံမလို့တက်ဝင်ယုံကြည်တဲ့စိတ်တွေဖြစ်သွားအောင်နော်နားထောင်စေရမယ်တက်ဝင်စေရမယ်တည်မြဲစေရမယ်ဘယ်လိုနားထောင်စေရမှာတော့သုပ္ပတိပန္နောရတယ်နော်မြတ်စွာဘုရားရဲ့တပိတာဝကတွေဆိုတာသုပ္ပတိပန္နကောင်းစွာကျင့်သုံးတော်မူကြတယ်ဥဇုပ္ပတိပန္နဖြောင့်မတ်စွာကျင့်သုံးတော်မူကြတယ်
ညာယပฏิပန္နမဲ့ညာဘုံညာနိဗ္ဗာန်အလို့ငါကျင့်သုံးတော်မူကြတယ်တာမိစိတ်ပฏิပန္နအယိုသေးခံယူခြင်းနဲ့ထိုက်တန်အောင်ကျင့်သုံးတော်မူကြတယ်လေးစုံရှိဖို့အရိယာတပိသားတန်ဃာတော်မြတ်ပေါင်းတို့သည်တဲ့ဟောအရိယာဖြစ်သွားပြီဆိုရင်တော့အာဟုနေရောရဝေရယူလာတဲ့ဝတ္ထုပစ္စည်းတို့ကအလှခံယူခြင်းကထိုက်တန်သွားပြီပါဟုနေရောအဲ့ဒီလုံကထားတဲ့ဝတ္ထုပစ္စည်းကိုတော့အလှခံယူခြင်းကထိုက်တန်သွားပြီဒက္ခိနေရောမြတ်သောအလှကိုခံယူတိုက်သွားပြီအင်စလိကရဏီရောလက်အုပ်ချီမှုရှ िख ိုးတာကိုတောင်ခံယူတိုက်သွားပြီအနုတ္တရပုံညခေတ္တလောကသားတလောကလုံးရဲ့ကောင်းမှုတည်းဟူသောမျိုးစေ့ကိုစိုက်ပျိုးကျဲချရာအတုမရှိလေယာမြေကောင်းတစ်ဖွဲဖြစ်သွားပြီတဲ့ဂုဏ်တော်ဘယ်နှမျိုးတော့9မျိုးအဲ့ဒါတွေကိုကောင်းကောင်းသူတို့ကိုနားလည်အောင်ပြောရပြီနော်သူတို့စိတ်ထဲမှာတက်ဝင်သွားအောင်လုပ်ရပြီနောက်ဆုံးလုံးဝမတုံမလှုပ်တီးသွားအောင်ခိုင်းသွားအောင်လုပ်ပေးရမယ်တဲ့အဲ့ဒါသူများပုံမှာတကယ်မေတ္တာရှိတယ်ဆိုရင်ကိုလုပ်ပေးရမယ်ကိုဆောင်ရွက်ရမယ်အနေအထားလေးကိုအခြေခံတာကိုအရင်သိရမယ်နော်အဲ့လိုကိုချစ်တဲ့လူတွေကိုဒါကိုပြောပေးပါဒီဥစ္စာအရေးကြီးတယ်ဆိုတဲ့အတိပ္ပယ်မျိုးတက်ရောက်နေတဲ့ဒီစကားကအဲ့ဒါကိုဘုံဘုံတို့နားလည်ရင်းနဲ့တပြိုင်တည်းထဲအားလုံးအတွက်လည်းပဲဒါကအရေးကြီးတယ်ဆိုတဲ့အတိပ္ပယ်ကမတက်ရောက်ဘူးလားတက်ရောက်တယ်အဲ့ဒါမြတ်စွာဘုရားဒီသုတ္တမှာအဲ့လိုလေးပြောပြီးတော့ဗာဆက်ပြောလို့ဆိုတော့ဘာလို့လို့အဲ့လောက်ထိပြောရတယ်လဲဒီယတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးတွေကိုသိဖို့အတွက်ဘာကြောင့်လိုအပ်တယ်လဲယတနာမြတ်သုံးပါးရဲ့ပုံမှာမတုံမလှုပ်တက်ဝင်ယုံကြည်တဲ့စိတ်ဖြစ်ဖို့နော်တက်ဝင်ယုံကြည်တဲ့စိတ်တွေတရားတရားတွေနောက်ဆုံးတည်မြဲသွားဖို့အတွက်ဘာကြောင့်လိုအပ်တာလဲအဲ့လိုဖြစ်သွားပြီဆိုလို့ရှိရင်ဒီလူကအလွန်ကိုအကျိုးကျေးဇူးတွေမရေမတွက်နိုင်အောင်ရအဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုလေးပြောတော့ဆိုတော့ပထဝီအာဘောတေဇောဝါယောဓာတ်ကြီး၄ပါးကမှဖောက်ပြန်ခြင်းဖောက်ပြန်နိုင်သေးတယ်တဲ့ယတနာမြတ်သုံးပါးရဲ့ပုံမှာမတုံမလှုပ်တက်ဝင်ယုံကြည်တဲ့စိတ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်တည်းဖောက်ပြန်ပြောင်းလဲစရာအကြောင်းမရှိဘူးတဲ့ဒါလေးကိုနည်းနည်းလေးရှင်းပြမယ်နော်ဒီဥမာလေးကကောင်းလုံးလို့ဟုတ်လားပထဝီအာဘောတေဇောဝါယောဓာတ်ကြီး၄ပါးကမှဖောက်ပြန်ခြင်းဖောက်ပြန်အောင်မေးတဲ့ဒါပါဆိုလိုတာတော့ပထဝီဆိုတာမာတဲ့သဘောပြောတဲ့သဘောနှုတဲ့သဘောကျန်းတဲ့သဘောဒါသူကဒီတိုင်းသွားနေတာဘယ်သူမှလှုပ်ထားတာလည်းမဟုတ်သူ့ရဲ့ပင်ကိုယ်သဘောကဒီတိုင်းပဲဓာတ်ဆိုတဲ့အတိုင်းဒါသူ့ရဲ့ပင်ကိုယ်သဘာဝပဲသူသဘောသူဆောင်ပြီးတော့ဖြစ်နေတာဟုတ်လားအဲ့ဒါပထဝီဆိုတဲ့ဓာတ်ကမာရာပြော့တာတွေသဘောသဘာဝတွေမရှိဘဲနဲ့ဟာပူရာအေးတာတွေဖြစ်ချင်းဖြစ်သွားနိုင်နေတဲ့တကယ်တမ်းကဖြစ်နိုင်သလားမဖြစ်နိုင်ဘူးမဖြစ်နိုင်တာကိုမြတ်စွာဘုရားဥပမာပေးတာဟုတ်လားပထဝီကပူရာအေးတာမျိုးဖြစ်ချင်းဖြစ်သွားနိုင်နေတယ်နော်ဒေဇောကမာရာပြော့တာမျိုးဖြစ်ချင်းဖြစ်သွားနိုင်နေတယ်တကယ်တမ်းကဖြစ်နိုင်သလားမဖြစ်နိုင်ဘူးအဲ့ဒါကမှဖြစ်ချင်းဖြစ်နိုင်နေတယ်တဲ့ယတနာမြတ်သုံးပါးရဲ့ပုံမှာတကယ်ကိုပဲသိမြင်နားလည်မှုနဲ့တော့ကြည်ညိုတဲ့စိတ်နဲ့တော့သက်ဝင်ယုံကြည်မှုနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်အတွက်ဖောက်ပြန်ပြောင်းလဲမှုဆိုတာမဖြစ်နိုင်ဘူးမရှိနိုင်ဘူးတဲ့အဲ့တော့ဖောက်ပြန်ပြောင်းလဲတယ်ဆိုတာဘာပြောတာလဲဆိုတော့သိပြီးတဲ့နောက်အပေလေးပုံရောက်သွားတာကိုပြောတာဟုတ်လားသိပြီးတဲ့နောက်အပေလေးပုံရောက်သွားတာအဲ့ဒါအကြီးကျယ်ဆုံးသောဖောက်ပြန်ခြင်းပဲဟိုဆိုကြပါစို့အခုလူတွေကယောဂဖြစ်တယ်ဆိုဟဲ့ခန္ဓာကိုယ်ကြီးကဖောက်ပြန်တယ်ဟုတ်တယ်ဒါလည်းဖောက်ပြန်သွားတာကောင်းနေတဲ့အနေအထားနဲ့ဆိုးနေတဲ့အနေအထားရောက်သွားတာဟုတ်တချို့စိတ်တွေဖောက်သွားတယ်ဟဲ့စိတ်ဖောက်ပြန်သွားပြီပုံမှန်သိစိတ်အနေအထားနဲ့နောက်ဆုံးမသိတဲ့အနေအထားဖောက်ပြန်သွားတာအဲ့ဒီဖောက်ပြန်မှုဟာသိပြီးတဲ့နောက်အပေလေးပုံရောက်သွားတာနဲ့နှိုင်းဆိုင်ရင် तू ကဘာမှမကြီးကျယ်ဟုတ်လားလူတယောက်အခုသေးတယ်အခုပဲခွေးမရဲ့ပိုက်ထဲရောက်သွားတယ်ဟာဒီဖောက်ပြန်မှုကအရန်ကြောက်စရာကောင်းနော်ဒီမှာအလောင်းကမြေတောင်မမြုပ်ရသေးဘူး तू ကခွေးမပိုက်ထဲရောက်နေဟုတ်လားဒီမှာအသက်ကအခုမှသေဆုံးမှရှိသေးတယ် तू ကငရဲရောက်နေတယ်ငါဒီကလူတွေကတော့အလှပြင်လို့ခါဘာလို့အလောင်းကြီးလှုပ်ချင်ရလှုပ်နေဟိုကဘာရောက်နေငရဲရောက်နေဟာအလွန်ကြီးမားတဲ့ကြောက်စရာကောင်းတဲ့ဖောက်ပြန်မှုကြီးဟုတ်လားအဲ့ဒါမြတ်စွာဘုရားအဲ့လိုဖောက်ပြန်မှုကြီးတွေဖြစ်เสียအကြောင်းမရှိဘူးတဲ့အဲ့ဒါကိုတိတိကျကျမြတ်စွာဘုရားနော်သောဝတ္တနန္ဒဗုဒ္ဓေအဝိသပတ္တာဒေနသမဏဂတောအရိယတာဝကောနိရိယဝတိတိသန္တာယောနိဝပိတိဝိတေယဝဥပပစ္စတိတိနေတံဌာနဝိသတိအဲ့လိုဖြစ်เสียအကြောင်းမရှိဘူးတဲ့နော်ဘုရားရဲ့ပုံမှာတကယ်ကိုမတုံမလှုပ်သက်ဝင်တဲ့ယုံကြည်တဲ့စိတ်နဲ့သာပြည့်စုံမယ်ဆိုရင်နော်ဒီပုဂ္ဂိုလ်အပေလေးပုံကိုရောက်သွားကြအကြောင်းမရှိဘူးတဲ့အဲ့လောက်ဆိုးွားတဲ့ဖောက်ပြန်မှုကြီးတွေဖောက်ပြန်စရာအကြောင်းမရှိဘူးလို့ပြောတာဟုတ်လားအဲ့လိုပဲတရားတော်ရဲ့ပုံမှာယုံကြည်သက်ဝင်ရင်လည်းအဲ့ဒီအကျိုးကျေးဇူးပဲနော်အရိယတန်ဃာတော်တို့ရဲ့ပုံမှာယုံကြည်သက်ဝင်မှုရှိရင်လည်းအဲ့ဒီအကျိုးကျေးဇူးပဲရဒါလေးကိုထပ်ပြီးတော့မှတ်စေခြင်းနော်ဓာတ်ကြီး၄ပါးကမှတစ်မျိုးတစ်မျိုးဖောက်ပြန်ပြောင်းလဲခြင်းပြောင်းလဲနိုင်သေးတယ်ယတနာမြတ်သုံးပါးကိုနော်မတုံမလှုပ်သက်ဝင်ယုံကြည်တဲ့စိတ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်အတွက်
အပေလေးပါးကြသည်ဒီဆိုးရတဲ့ဖောက်ပြန်မှုကြီးတွေဖြစ်เสียအကြောင်းမရှိဘူးတဲ့ဟုတ်လားဒါကြောင့်နံပါတ်1ဒီသုတ်တန်လေးကိုမှတ်ရမယ်နော်ဘောကမှာအရေးကြီးဆုံးကဘာလဲဆိုအခြေခံတရားစရယတနာမြတ်သုံးပါးရဲ့အကြောင်းနော်အည်အသွေးတွေနဲ့ပတ်သက်ပြီးတော့အ ਨੇ ဆုံးဂုဏ်တော်9ပါးတရားဂုဏ်တော်6ပါးတန်ခါဂုဏ်တော်9ပါးဒါတွေကိုကျွမ်းကျင်လိမ္မာပြီးတော့သိမြင်နားလည်တဲ့စိတ်နဲ့ဘုံဘုံတို့တတ်ဝင်ယုံကြည်မှုရှိရသူများကလည်းအဲ့လိုဖြစ်အောင်လုပ်ပေးရမယ်နော်ဒါတပုတ်ပေါ့ဟုတ်လားနောက်ထပ်သတိပဋ္ဌာန်ဝတ်ထဲမှာလည်းပဲဒီအသုံးအနှုန်းနဲ့ပဲမြတ်စွာဘုရားထပ်ပြီးတော့ဟောတယ်ပါဠိလေးနည်းနည်းလေးတော့ပွဲတာရှိတာပေါ့စောစောကတော့ရှင်အာနန္ဒာကိုဟောတာအခုပြောမဲ့သုတ်တန်တော့ယဟန်တွေကိုဟောတာဒါကြောင့်ယေဘိက္ခဝေအနုကံပေယထာယေစာခောသောတပံမင်းညင်ယုံမိတ္တာဝအမေဇာဝညာတိဝတာလောဟိတာဝတေယောဘိက္ခဝေစတုဏံတတိပဋ္ဌာနဘာဝေယဘာဝနာယနော်တမတပေတ္တဗာနိဝေတေတ္တဗာပဋိဋ္ဌာပေတ္တဗာယဟန်တို့တဲ့နော်စောစောကပြောရတယ်လို့ပဲမိတ်ဆွေတွေတငယ်ချင်းတွေဆွေမျိုးတွေတားချင်းတွေဟောသူတို့ပေါ်မှာကိုကတကယ်ချစ်တယ်သူတို့ကိုတကယ်ချမ်းသာစေခြင်းနဲ့တကယ်တနာကျင်လာတယ်ဆိုရင်သူတို့ကလည်းကိုယ့်ရဲ့စကားကိုနားထောင်တိုက်တယ်လို့မှတ်ယူမယ်ဆိုရင်နော်သူတို့ကိုဘာလို့ပေးရမလို့တဲ့ဒီကြတော့စတုဏတတိပဋ္ဌာနဘာဝနာယ၄မျိုးသောတတိပဋ္ဌာန်တရားတွေကိုပွားများခြင်းကတမာတပေတ္တဗာနားထောင်စေရမယ်နိဝေတေတ္တဗာတတ်ဝင်စေရမယ်ပဋိဋ္ဌာပေတ္တဗာတည်မြဲစေရစကလုံးလေးတွေကရှေ့စကလုံးလေးတွေအတူတူပဲနော်ယတနာမြတ်သုံးပါးရဲ့ပုံမှာနော်ယတနာမြတ်သုံးပါးရဲ့ဂုဏ်တွေကိုနားထောင်ဖို့ယတနာမြတ်သုံးပါးရဲ့ဂုဏ်တွေကိုတက်ဝင်ဖို့တည်မြဲဖို့လိုအပ်တယ်လို့ခုဒုတိယပြောပြီးတော့တတိပဋ္ဌာန်တရား၄ပါးကိုပွားများဖို့အတွက်ပွားများတတ်အောင်နိလန်းတွေကိုနားထောင်ထားရပြီဟုတ်လားဒါရဲ့ပုံမှာဒါသည်အကျိုးရှိဆုံးတန်ဖိုးရှိဆုံးလုပ်ငန်းတစ်ခုဖြစ်တယ်လို့ဒါရဲ့ပုံမှာယုံကြည်မှုကလည်းပဲတက်ဝင်ထားရမယ်ဒီလုပ်ငန်းရဲ့ပုံမှာအပြည့်အဝစိတ်ဝင်စားမှုရှိရမယ်နောက်ဆုံးဒါပေါ်မှာကြံ့ကြံ့ခိုင်ကြီးရက်တည်ထားရမယ်ငါဒီဘဝမှာဒီဥစ္စာကိုလုပ်ကိုလုပ်မယ်ဆိုတဲ့စိတ်မျိုးပေါ့ဟုတ်လားအဲ့တော့ဒုတိယအရေးကြီးဆုံးဆိုတာကိုတတိပဋ္ဌာန်တရား၄ပါးကိုမှတ်စေခြင်းနဲ့ပေါ့နော်ပထမအရေးကြီးဆုံးကစေတနာမြတ်၃ပါးဒုတိယအရေးကြီးဆုံးကတတိပဋ္ဌာန်တရား၄ပါးဒါဘုံမောတော့သုံးသပ်ကြည့်တာပေါ့နော်တတိပဋ္ဌာန်တရား၄ပါးကိုလည်းဒီအသုံးလုံးနဲ့ဟောတာဆိုတော့သူများအတွက်လည်းပဲအရေးကြီးတယ်လို့ကိုယ့်အတွက်လည်းပဲအရေးကြီးတယ်ဆိုတာအဲ့တော့ဒီနေရာမှာဖြတ်ပြီးတော့ပြောရင်တာကကိုကသူများကိုသနာကျင်တာလို့သူများရဲ့အကျိုးကိုဆောင်ရွက်ချင်တယ်ဆိုလို့ရှိရင်ကိုယ်မှလည်းပဲအည်အသွေးတော့ရှိထားဖို့လိုတာပေါ့ကိုယ်ကတတိပဋ္ဌာန်တရား၄ပါးဘာမှမသိဘူးလို့ပွားများမှမသိဘူးဟုတ်လားပွားများမယ်ဆိုရင်ဘလို့အကျိုးကျေးဇူးတွေရမယ်ဆိုတာကိုမသိဘူးဆိုရင်ကိုယ်ကသူများဘာပြောပေးနိုင်မလို့ဘာမှမပြောပေးနိုင်ဟုတ်လားအဲ့တော့ဘာကြောင့်မြတ်စွာဘုရားတတိပဋ္ဌာန်တရား၄ပါးကိုနော်ပွားများခိုင်းလို့ပြောရတယ်လေအဲ့တတိပဋ္ဌာန်တရား၄ပါးအလုံးနားယူဝါပြီးသားနော်ယုတ်ကာယယုတ်အစုအဝေးကြီးရဲ့ပုံမှာတတိထားနေတာကိုကာယ ानु ပတနာတတိပဋ္ဌာန်ယုတ်အစုအဝေးကြီးရဲ့အကြောင်းအမှန်တိုင်းသိအောင်ကြိုးစားတာယုတ်အစုအဝေးကြီးရဲ့မတည်မြဲမှုကိုသိအောင်ကြိုးစားတာတတိအဥပြုပြီးတော့ဝရိယနဲ့ပညာနဲ့ကြိုးစားတာအဲ့ဒါကိုဘာခေါ်တော့ကာယ ानु ပတနာတတိပဋ္ဌာန်ဟုတ်လားနောက်ခံစားချက်တွေရဲ့သဘောတဘာဝတွေကိုအမှန်တိုင်းသိအောင်သူတို့ရဲ့မတည်မြဲမှုကိုသိအောင်နော်တတိအဥပြုပြီးတော့ဝရိယနဲ့ပညာနဲ့နော်ပြစ္ဆုတ်ပံဖြစ်နေတဲ့ခံစားချက်ကလေးတိုင်းကိုတတိလေးထားပြီးတော့နေတာအဲ့ဒါသူတို့ရဲ့သဘောတဘာဝအနိစ္စကိုသူကသိလာတယ်ပေါ့နော်အဲ့ဒါဘာခေါ်တော့ဝေဒနာနုပဒနာသတိပဋ္ဌာန်ဟုတ်လားနောက်စိတ်တွေရဲ့အဆင့်အတန်းအလိုက်နော်တန်ဖိုးရှိတဲ့စိတ်တန်ဖိုးမရှိတဲ့စိတ်တဲ့ပြောရရင်တတ်မတ်တဲ့စိတ်မတတ်မတ်တဲ့စိတ်မကျေနပ်တဲ့စိတ်နော်မကျေနပ်မှုမရှိတဲ့စိတ်သိတဲ့စိတ်မသိတဲ့စိတ်ပြန့်လွင့်တဲ့စိတ်တည်ငြိမ်တဲ့စိတ်ဟာအထက်တန်းကျတဲ့စိတ်အောက်တန်းကျတဲ့စိတ်တွေမျိုးမျိုးပေါ့နော်အဲ့ဒါတွေကိုအမှန်ကန်သတိထားပြီးတော့သူတို့ရဲ့သဘာဝကိုသိအောင်ကြိုးစားတယ်အဲ့ဒါကတော့စိတ်ဓာတ် ानु ပတနာသတိပဋ္ဌာန်ဟုတ်လားနောက်မြင်မှုကြားမှုအနံ့ရှုမှုစားသောက်မှုတွေးထီမှုတွေးကြံမှုအစရှိတဲ့ဓမ္မသဘာဝတွေနော်အကောင်းအဆိုးအမျိုးမျိုးကုသိုလ်သဘောအကုသိုလ်သဘောစိတ်တွေရဲ့နော်ဖြစ်ပေါ်နေတဲ့အမျိုးစုံသဘာဝတရားတွေအဲ့ဒါတွေကိုဖြစ်တိုင်းဘာဝမှသိမယ်လို့ကန့်သက်ချက်မထားဘဲနဲ့ဖြစ်နေတဲ့သဘာဝလေးကိုအမှန်တိုင်းလေးသိပြီးတော့နေတယ်အဲ့ဒါဘာခေါ်တော့ဓမ္မ ानु ပဒနာသတိပဋ္ဌာန်တရား၄ပါးအဲ့ဒါကိုချစ်ခင်မြတ်နိုးတဲ့ပုံကိုယ်တွေကိုတကယ်သနာကျင်တာတဲ့ကောင်းစေခြင်းနဲ့ဆိုရင်ဒုတိယဘုံဘုံတို့သူတို့ကိုနားလည်အောင်လုပ်ပေးရမယ့်အရာပါလေသတိပဋ္ဌာန်တရား၄ပါးတဲ့ဘာဖြစ်လို့ဒါကိုနားလည်စေသင့်တာလို့ဘာဖြစ်လို့ဒါကိုပွားများစေသင့်တာလို့ပွားများဖို့အတွက်ဘာကြောင့်တိုက်တွန်းသင့်တာလို့အကျိုးကျေးဇူးများလို့နော်
တတိပဋ္ဌာန်တရားကိုပွားများရင်ဘလို့အကျိုးကျေးဇူးရမှာလေလို့မေးရင်တော့သာသနာတွင်သားတွေအနေနဲ့မဆိုင်မတော့ပြန်ပြီးတော့ပြောပြတတ်တဲ့တယ်နော်သောသောကယရဏမြတ်သုံးပါးကိုမတုံမလို့သက်ဝင်ယုံကြည်တဲ့ကြည်ညိုတဲ့စိတ်ရှိမယ်ဆိုလို့ရှိရင်ဘလို့အကျိုးကျေးဇူးရှိတော့ဆိုရင်ထိတိမိမိပြောတတ်ပါစေနော်တက်ကြီး၄ပါးကမှဖောက်ပြန်ခြင်းဖောက်ပြန်အောင်မေယရဏမြတ်သုံးပါးကိုတကယ်ကြည်ညိုတဲ့ပုဂ္ဂိုလ်တယောက်အတွက်ပယ်၄ပါးကြသည်အထိဖောက်ပြန်သွားတဲ့အကြောင်းမရှိဘူးဒါဘုရားကိုယ်တော်တိုင်ဟောတာနော်အဲ့ဒါကိုပြောတတ်ရမယ်စိတ်ထဲမှာစွဲနေရတယ်ဟုတ်လားအခုလည်းပဲသတိပဋ္ဌာန်တရားကိုဘာကြောင့်ပွားများခိုင်းတာတော့ तू ကဘလောက်တောင်ကောင်းလို့တော့သတိပဋ္ဌာန်တရားကိုပွားများရရှိမဲ့အကျိုးကျေးဇူးတွေကဘာတွေတုံးလို့မေးနေသူ့ကိုလည်းပြောပြတတ်တာပဲပြောပြတတ်တဲ့တာပဲကောင်းဆိုဒီဟာတွေကအရေးကြီးတဲ့အရေးပါတဲ့ဒေသနာတွေပဲလေအခြေခံလဲကြတယ်အလွန်လည်းပဲအရေးပါတဲ့ဒေသနာတွေနော်ဒါသတိပဋ္ဌာန်တရား၄ပါးကိုပွားများလို့ရှိရင်အကျိုးကျေးဇူး9မျိုးရတယ်လို့ရေဘူးရအဖြစ်တော့တရားနာတဲ့အလေးထားများတဲ့ပုဂ္ဂိုလ်တွေမှတ်သားပူကြပြီးသားဟုတ်လားနံပါတ်1တတ္တနံဝိသုဒ္ဓိယသတိပဋ္ဌာန်တရားပွားများကြတဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ဟာဖြူစင်သန့်ရှင်းအပြည့်ကင်းသွားလိမ့်မယ်တဲ့ပင်ကိုဘုံဘုံတို့သတိမရှိဘဲနဲ့သတိပဋ္ဌာန်တရားမပွားများဘဲနဲ့နေနေတဲ့အချိန်မှာဖြစ်နေတဲ့စိတ်ကအမျိုးမျိုးသောကိလေသာတရားတို့နဲ့ရှင်တွဲပြီးတော့ဖြစ်နေတဲ့အတွက်ကြောင့်မတန်ရှင်းမှုညှဉ်းနှွမ်းမှုပူလောင်မှုပင်ပန်းမှုသူ့ဟာနဲ့သူ့တိုင်းတာနဲ့သူဖြစ်နေတယ်ရှိနေတယ်ဒါကိုလည်းအရင်နားလည်ရမယ်နော်ဒီတရားဘာဝနာလုပ်နေကင်းပြီးတော့နေတဲ့အချိန်တိုင်းမှာဒီစိတ်ကလေးကနော်အပြည့်ကင်းပြီးတော့တန့်ရှင်းတဲ့အနေအထားမှာယက်တည်နေတာမဟုတ်ဘူးဟုတ်လားအ ਨੇ ဆုံးတော့ဘာဖြစ်လို့ဖြစ်နေမှမသိဘူးမောဟလွှမ်းနေမောဟကအမြဲတမ်းလွှမ်းနေမသိမှုနဲ့နေနေတာအဲ့လိုမသိမှုနဲ့နေနေတော့မှပဲမမောစရာလေးတွေးလာရင်ဟောຢာကတန်းဖြစ်တယ်မကျေနပ်စရာတွေးလာရင်ဒေါသတန်းဖြစ်တယ်ຢာကနဲ့ဒေါသကတော့သူကအကြောင်းတိုက်ဆိုင်မှာကြိုးကြပေါ့အိမ်တယ်လို့အမြဲတမ်းဖြစ်နေတာကြီးဘာကြီးတော့မောဟဟုတ်လားအဲ့တော့ကိုကသတိထားပြီးတော့သတိပဋ္ဌာန်ကိုပွားများအားထုတ်လိုက်တာ ਨੇ အဲ့ဒီမောဟကိုအရင်ရှင်းတာပဲသူကသတိကမောဟကိုအရင်ရှင်းပြစ်တာဟုတ်လားဒါကြောင့်အပ္ပမဒေနဝိဇာယအပ္ပဟေတန်လမတနောတဲ့ကိုစိတ်ထဲမှာစူးဝင်နေတဲ့နော်ညှဉ်းနှွမ်းစေတဲ့ပူလောင်စေတဲ့ပင်ပန်းစေတဲ့စိတ်အငြိကြီးမြားညောင်းနေကိုနော်တတိနဲ့ပညာနဲ့ဆွဲနှုတ်လို့မြတ်စွာဘုရားအဲ့လိုဟောတာမရှိဘူးလားရှိတယ်ဒါကြောင့်သတိထားလို့ရှိရင်နော်တတ္တဝါတွေအကြိုက်ဆုံးအရာတစ်ခုပေါ့အဲ့ဒါပေါင်းဆိုစိတ်သက်ဖြူစင်ခြင်းပဲကိုဘုံဘုံပြောတဲ့စကားလေးကိုသတိလေးထားနော်စိတ်သက်ဖြူစင်ခြင်းကိုဘယ်လိုပြောလိုက်တာမဟုတ်ပါတတ္တဝါတွေအကြိုက်ဆုံးလို့ပြောလိုက်တာကိုယ်သာမဖြူခြင်းနေရမယ်သူများတော့ဖြူမကိုကြိုက်တယ်ဟုတ်လားယူသားတဲ့လူဆိုကြိုက်တယ်မယူသားရင်မုန်းတယ်ငါလည်းအဲ့လိုသူများထင်မှာပဲလို့တွေးမိဖို့လိုတယ်နော်ငါအဲ့ဒါကြိုက်တယ်ဆိုရင်သူများလည်းအဲ့ဒါကြိုက်မှာပဲလို့သိဖို့လိုလောဘကြီးရင်အမြင်ကတ်တယ်ဟာတိတ်ပြီးတော့မလိုချင်ဘူးရောင်ရဲတယ်တင်းနေတယ်ဆိုအရန်သဘောကျတယ်ဟုတ်လားဟာဒေါသကြီးရင်ပါတော့အရန်မုန်းတယ်ဟုတ်လားမေတ္တာအားကြီးတယ်အရာသီးခံတယ်နူးညံ့တယ်တိမ်ဝေးတော့သဘောမှာကြလိုက်တဲ့ဖြစ်ချင်းဟုတ်လားဒါပေမဲ့ကိုယ်တိုင်ဖြစ်အောင်လုပ်ပါလားဆိုတော့ကိုယ်ပဲကြတော့သူများပဲကောင်းစေခြင်းတယ်တခါလေဥစ္စာစဉ်းစားတယ်အဲ့ဒီစိတ်ကြောင့်ဒုက္ခရောက်တာသူများပဲကောင်းစေခြင်းသူများမကောင်းတာကိုပဲခံစားနေတကယ်ဆိုရင်သူများကိုကောင်းစေခြင်းလို့ကိုကိုကောင်းစေခြင်းမဆိုရန်ကောင်းပါပဲနော်သူများမကောင်းတာကိုမကြိုက်တယ်လို့ကိုမကောင်းတာကြီးကိုမကြိုက်ရင်ကောင်းပါပဲဟုတ်တယ်မဟုတ်လားဒါကြောင့်စိတ်သက်ဖြူစင်ခြင်းကိုဘုရားဘယ်လိုပြောတာလဲလူကြိုက်အများဆုံးအရာဒါနားလည်ထားနော်နောက်ဆုံးယန္တာဖြစ်သွားပြီစိတ်သက်လုံးဝဖြူစင်သွားပြီဆိုပါတော့ဟာအကုန်လုံးကအမျက်တလို့တန်ဖိုးအကြီးဆုံးအနေနဲ့ဒါဖျားပြီးရင်တန်ဖိုးအကြီးဆုံးထားကြတော့တာပဲလေပူဇော်ကြတယ်ပါတာကြတယ်ဘလောက်မျက်နှိုးကြတော့ဟုတ်လားဒါနှိုင်းရှင်စဉ်းစားဖို့ဘုံဘုံပြောတာပါအဲ့ဒီအနေထားကြီးကိုရောက်ရမယ်လို့ဆိုလိုတာမဟုတ်ဘူးနော်အကျဉ်းမြင်အဖြစ်အကျဉ်းသာစိတ်ညစ်နွမ်းမှုတွေပယ်နိုင်ပယ်နေတော့ကိုယ်ရည်သွေးတက်လာတာပဲဟုတ်လားဒါကြောင့်နံပါတ်1သတိပဋ္ဌာန်တရားကိုပွားများရင်ရရှိမဲ့အကျိုးကဘာလဲလို့မေးစိတ်အရည်သွေးမြင့်ပြီးတော့ဖြူစင်တန့်ရှင်းလာတဲ့သဘောသေကြတယ်အဲ့လိုအများဖြစ်လေအဲ့ဒီလူကြီးလူငယ်များလေပဲကျတော့လူတိုင်းရကျင်တယ်နော်ဒီအကျိုးကျေးဇူးဟုတ်လားတရားကိုအရည်သွေးမြင့်ဖို့လိုတာပေါ့ဟုတ်လားနောက်နံပါတ်2နဲ့နံပါတ်3အကျဉ်းမြင်လေးသွားမယ်နော်တောကပရိဒေဝနာသမတိကမာယနော်သတိပဋ္ဌာန်တရားပွားများတဲ့ပုဂ္ဂိုလ်တွေဟာတောကနဲ့ပရိဒေဝကိုကြော်လွှားသွားနိုင်လိမ့်မယ်တဲ့တောကပရိဒေဝတွေဖြစ်เสียတွေမကြုံဘူးလို့ပြောတာမဟုတ်ဘူးဖြစ်เสียကြုံလာတဲ့အချိန်မှာနားလည်မှုနဲ့ဒါလေးကြော်လွှားသွားတရားဘယ်လိုဘုံဘုံတို့လမ်းသွားရင်းနဲ့ကြော်လွှားတယ်ဆိုတာလေးဘုံဘုံခေါင်းနဲ့ဘယ်လိုလေးအတွေးလေးပေါ်လို့ဘုတ်ကလေးကသေးလေးဆိုတာဒါလေးကြော်သွားဟုတ်လား
ကိုကခြေလန်းကျေလို့လူကြီးမို့ကြော်နိုင်တာဟိုမှာတစ်နှစ်သားနှစ်နှစ်သားဆိုကြော်နိုင်သေးလားမကြော်နိုင်တော့ဘူးပေါ်ထဲဆင်းရတယ်ဘဝမှာစိုးရင်စရာတွေငိုကြွေးစရာတွေဆိုတာလူတိုင်းတွေ့တာပဲနော်လူကြီးနဲ့တူတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ခြေလန်းကျေးတဲ့အခါကျတော့ဒါလေးကြော်သွားမထိနော်လူငယ်နဲ့တူတဲ့အသိဉာဏ်မရှိသေးတဲ့ကလေးနဲ့တူတဲ့ပုဂ္ဂိုလ်တွေကြတော့ပါတော့ပေါ်ထဲမှောက်ရတယ်ပေါ့ဟုတ်လားတော့သောကပတိတွေပါဘုံဘုံတို့တွေကတကယ်တမ်းကပြောရရင်ကြော်လွှားနိုင်တဲ့အနေအထားမရှိသေးဘူးနော်အခုမစိုးရင်ညာဘူးငိုကြွေးကြဘူးဆိုတာကကိုကအရင်ကြီးကိုအည်သွေးတွေမြင့်နေလို့မှမဟုတ်သေးပဲကိုစိုးရင်စရာနဲ့ငိုစရာနဲ့မတွေ့သေးလို့ပဲဥစ္စာဟုတ်တယ်မဟုတ်လားတွေ့ပြီဆိုတာနဲ့အဲ့ဒါဇာတိရပြလာဟုတ်လားဒါကြောင့်ကိုမှအည်သွေးရှိမရှိဆိုတာအခက်အခဲနဲ့တွေ့မှသိနိုင်မှာနော်ဟုတ်လားအခုချိန်စိတ်ကူးနဲ့တွေ့ကြည့်တာတော့မှမလွယ်သေးဘူးဟုတ်လားဒါကြောင့်လောကရဲ့အကြောင်းဘဝရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိရင်သိသလားဒါတွေကစိုးရင်စရာမဟုတ်ပါဘူးငိုစရာမဟုတ်ပါဘူးပျက်စီးမဲ့အရာတွေပျက်စီးနေတဲ့အရာတွေမပျက်စီးအောင်လည်းဘယ်သူမှတတ်နိုင်တာမဟုတ်စိုးရင်ချင်းကိုကြွေးချင်းရဲ့အချီးနှီးအလဟတ်တဖြစ်ပုံအပေါ်ဖြစ်ပုံတွေကိုသူကဉာဏ်ကြီးရင်ကြီးသလောက်သိလာတာနားလည်လာတာဟုတ်လားဘုံတို့အယမ်းမဲ့မောတယ်ဆိုရင်စိုးရင်စရာငိုစရာကကိုယ်မဲ့မောတဲ့အရာပြည့်ရင်ငိုရတာပဲလေတကယ်လို့ကိုယ်သိမ့်မမဲ့မဟုတ်ဘူးဆိုရင်သူ့ပြည့်လည်းမငိုဘူးလေဟုတ်တယ်မဟုတ်လားငွေကြီးကိုရမ်းမဲ့မောတယ်ဆိုရင်အဲ့ဒီငွေကြီးပျက်စီးသွားရင်ဒုက္ခရောက်ပြီငွေကြီးသိမ့်မမဲ့မဟုတ်ဘူးဆိုလို့ရှိရင်ဟောငွေကြီးပျက်စီးလည်းကိစ္စမရှိဘူးပေါ့နော်ဒါအလွန်ရိုးရှင်းပါတယ်ဒီစကားလေးကဟုတ်လားတခါလေဘုံဘုံတို့အလွန်အမြတ်တနိုးထားတဲ့ပစ္စည်းတစ်ခုပြက်သွားတယ်ဆိုတော့စိတ်ထဲထိခိုက်တယ်ဆိုဘလောက်မြတ်နိုးသလဲဆိုတာပုံမှာမူတည်ပြီးတော့ထိခိုက်မှုကဖြစ်လာအခုစိတ်ထဲကသိပြီးတော့တန်ဖိုးမထားဘူးတန်ဖိုးရှိတယ်လို့လည်းမထင်ဘူးဒီဥစ္စာကိုမရှိလည်းဖြစ်တယ်ဟာအေးစေးသေးပဲဆိုရင်သူပြက်မှောက်လှမ်းဘာမှကိုမဖြစ်ဘူးပေါ့နော်အဲ့လိုပဲဘဝရဲ့ပုံမှာကောင်းကောင်းနားလည်သွားပြီဆိုရင်ဘဝကြီးရတော့ဒါသူကဆိုးတဲ့လမ်းကိုရှောက်နေတာပဲနားမလဲလို့သာရင်ဘုံဘုံတော့တောကတွေပြည်တွေဟောတွေဖြစ်ကြတာ။အိုးဟုတ်လားပျက်စီးမှုကြုံတော့ဖြစ်ကြတယ်ပျက်စီးမဲ့အရာလို့ယာနုံးကြီးရနော်လက်မခံနိုင်သေးတယ်နားမလဲကြသေးတယ်။ဒါကြောင့်သတိပဋ္ဌာန်တရားကိုပွားများရင်ပွားများသလောက်ဒီလိုဟာတောကပရိဒေဝကိုကြောနိုင်မှာပဲဘုံဆိုဉာဏ်ကြီးသွားလို့အသိကြီးသွားလို့ဟုတ်လားသုံးခုရှိပြီနော်ဒုက္ခဒေါမနတနာအထင်ကမာရတဲ့၄ခုမြောက်နဲ့၅ခုမြောက်ပါဠိလေးတွေတောင်ရအောင်ကြက်တာနော်တတ္တနာဝိတ္တုဒ္ဓိယသောကပတိဒေဝနာသမတိကမာယဒုက္ခဒေါမနတနာအထင်ကမာယကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းတွေလုံးဝချုပ်ငြိမ်းသွားလိမ့်မယ်တဲ့သတိပဋ္ဌာန်တရားကိုပွားများအဲ့ဒီထိရောက်သွားလိမ့်မယ်နော်စိတ်အခြေအနေရနော်ကိုဆင်းရဲခြင်းချုပ်ငြိမ်းတယ်ဆိုတာတော့ယန္တာဖြစ်ပြီးတော့အိနိဗ္ဗာန်ဆန်းသွားရင်ဒါကိုဆင်းရဲလုံးဝချုပ်ငြိမ်းသွားပြီပေါ့ဒါဘုံဘုံတွေးမိတာပြောတာဟုတ်လားစိတ်ဆင်းရဲခြင်းချုပ်ငြိမ်းတယ်ဆိုတာတော့အနာဂံဖြစ်ရင်ကိုယ်စိတ်ဆင်းရဲခြင်းတွေကငြိမ်းသွားပြီဒေါသကြောင့်ဆင်းရဲတာမရှိတော့ဘူးပေါ့နော်မာနကြောင့်ဥဒိစ္စကြောင့်အထိုက်လျောက်ဆင်းရဲတာတော့ရှိအောင်မယ်ပေါ့နော်ဒါဒီဒေါမနတဆိုတဲ့နော်စိတ်ကိုအလွန်မင်းပူလောင်စေတဲ့ဒေါမနတကတော့အနာဂံဖြစ်ပြီဆိုရင်ဘာဖြစ်သွားလဲငြိမ်းသွားပြီအဲ့ဒါလိုယန္တာအဖြစ်အနာဂံအဖြစ်ကိုရောက်အောင်ဒီသတိပဋ္ဌာန်လမ်းကိုကျင့်မယ်ဆိုရင် तू ကရောက်သွားမှာမှုလို့နော်ဒီအကျင့်ကိုကျင့်လို့ရှိရင်ကိုယ်ဤဆင်းရဲခြင်းစိတ်ဤဆင်းရဲခြင်းတွေလုံးဝချုပ်သွားလိမ့်မယ်လို့ဟောတာအဲ့ဒါကိုယ့်ရဲ့ပန်းနိုင်နေနဲ့ထားနိုင်မှုလိုတာပေါ့နော်နောက်ဘုံဘုံတို့6ခုမြောက်နဲ့9ခုမြောက်အကျိုးကျေးဇူးညာယတ္တအဓိကမာယနိဗ္ဗာန်တသစ္စည်းကိရိယာယဟုတ်လားညာယတ္တအဓိကမာယဉာဏ်ကိုရမယ်လို့ပြောတာဉာဏ်က तू ကရိုးရိုးဉာဏ်ကိုဆိုလိုတာမဟုတ်နော်ဝိပဿနာဉာဏ်အစဉ်စဉ်ရှင်းပြီးတော့နောက်ဆုံးမဲ့ဉာဏ်ကိုရမယ်လို့ပြောတာဟုတ်လားမဲ့ဉာဏ်ကိုရသစ္စာ၄ပါးကိုသိဘဝဟာဆင်းရဲခြင်းတရားမျှတာဖြစ်တယ်ဆိုတာကိုပိုင်နိုင် तू သိသွားမယ်ဒါကိုသိလို့ရှိရင်ဟောနောက်လာတဲ့တရားဒီဥစ္စာကိုအခြေပြောမှာဟုတ်လားလူသစ္စာ၄ပါးကိုသိပြီဆိုလို့ရှိရင်ဒါနိဗ္ဗာန်ကိုမြင်ရဉာဏ်နဲ့မျက်မှောက်ပြုရဟုတ်လားအဲ့လိုမဲ့ဉာဏ်ဖြစ်ပြီးပြီဆိုလို့ရှိရင်ဖိုလ်ဉာဏ်ဆိုတာကကာလမချားဘူးတဲ့တရားတော်ရဲ့အကလိကကုံဆိုတာအဲ့ဒါမဲ့ဉာဏ်ကိုအဓိကရည်ညွှန်းတာသူကဟုတ်လားအကလိကောဆိုတာမဲ့ဉာဏ်ကိုအဓိကရည်ညွှန်းတာမဲ့ဉာဏ်ဖြစ်ပြီးလို့ရှိရင်ဖိုလ်ဉာဏ်တန်းဖြစ်တယ်မဲ့ဉာဏ်ဖြစ်ပြီးတဲ့အချိန်မှာဖိုလ်ဉာဏ်မဖြစ်ခင်မှာဒီလိုတတ်လို့တောင်မရဘူးလို့စာတဲ့ပေထဲမှာအဲ့လိုတောင်ပြောတာရှိဟုတ်လားအဲ့ဒါနိဗ္ဗာန်တသစ္စည်းကိရိယာယဆိုတာဖိုလ်ဉာဏ်ဖြင့်ဒီဘဝမသေးခင်မှာကိုပဲနိဗ္ဗာန်ချမ်းသာကိုကျင့်ပန်းများစွာမျက်မှောက်ပြုပြီးတော့အငြိမ့်တက်နဲ့အေးတက်နဲ့အချမ်းသာဆုံးလူသားတယောက်အနေနဲ့သူနေလို့ရတယ်ဟုတ်လားတတိပဋ္ဌာန်တရားပွားရင်မဲ့ဉာဏ်ဖြင့်သစ္စာ၄ပါးကိုသိပြီးတော့နိဗ္ဗာန်ကိုမြင်မယ်ဉာဏ်တွေအဲ့လောက်မြင့်သွားမှာနော်ဒုတိယပါနော်ဉာဏ်ကအမဲ့ဉာဏ်ရပြီးရင်ဖိုလ်ဉာဏ်ရမယ်ဖိုလ်ဉာဏ်က
မဲ့ညာဆိုတာတော့တစ်ချိန်ပဲဖြစ်တယ်ဘုံညာကြတော့အဲ့လိုမဟုတ်ဘူးနော်သူချိန်ဖန်များစွာသူ့ရဲ့ဒီလုပ်ငန်းရဲ့ပုံမှာကျွမ်းကျင်မှုရှိရင်ရှိသလောက်နိဗ္ဗာန်ကိုသူကြားကြီးခဏခဏနော်မျက်မှောက်ပြုတ်ပြီးတော့နေလို့ရတယ်တဲ့ဟုတ်လားဒါအကောင်းဆုံးချမ်းသာခြင်းဖြင့်နေနိုင်ကြတဲ့ပုဂ္ဂိုလ်တွေဆိုတာအဲ့ဒီလိုပုဂ္ဂိုလ်တွေကိုယဉ်ညွှန်းတာဟုတ်လားဒါကြောင့်သာသနာတော်မြတ်ကြီးနဲ့တွေ့တဲ့အချိန်မှာဘုန်းဘုန်းတို့ရဲ့ရည်ရွယ်ချက်တွေကိုအဲ့လိုမြင့်မြင့်မားမားထားနိုင်ဖို့မလိုဘူးလားလိုတယ်နော်ဒါသတိပဋ္ဌာန်တရားပွားများရရှိမဲ့အကျိုးကျေးဇူး9မျိုးစိတ်ဓာတ်တွေဖြူရှင်တန်ရှင်းမယ်တောကပရိဒီဝါကိုကြော်လွှားနိုင်မယ်ဒုက္ခဒေါမနတကိုချုပ်ငြိမ်းစေမယ်နော်ဉာဏ်အစစ်စစ်မြင့်ပြီးတော့မဲ့ဉာဏ်ရပြီးတော့ပူဉာဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုကြည်ပါများစွာမျက်မှောက်ပြုပြီးတော့နေနိုင်လိမ့်မယ်တဲ့။ဂိုင်ဘလောက်ကောင်းတော့အဲ့ဒီလောက်အကျိုးကျေးဇူးများလို့မို့မြတ်စွာဘုရားကနော်မိတ်ဆွေတွေတငယ်ချင်းတွေဆွေမျိုးတွေတာချင်းတွေကိုချစ်ရတဲ့လူတွေကိုဒီသတိပဋ္ဌာန်တရား၄ပါးကိုပွားများဖို့အတွက်ပြောပေးရမယ်။ဟုတ်လား။ဒါကိုစိတ်ဝင်စားအောင်လုပ်ပေးရမယ်။ဒါကိုတည်မြဲသွားအောင်သိသွားအောင်လုပ်ရမယ်။ဟုတ်လား။ဘုံဟောတာရှိရနော်ဒီတရားလေးကိုပြောပေးပါဆိုတော့ခေါင်းစဉ်လေးနဲ့ဟောတာရှိတယ်ဟုတ်လား။ဒါလေးကိုသဘောကျလို့ထပ်ပြီးတော့ပြောပြတာအနည်းချုပ်လေးအနေနဲ့နော်။အဲ့တော့ဘယ်နှပုတ်ရှိသွားပြီတော့နှစ်ပုတ်ရှိသွားပြီနော်ပထမအရေးပါဆုံးအရေးကြီးဆုံးအရာကယတနာမြတ်၃ပါးပထမသုတ်တန်ရအဲ့ဒါလိုကောက်ချက်ဆွဲတဲ့ရနော်ဒုတိယအရေးပါဆုံးအရာကဘာလို့တတိပဋ္ဌာန်တရား၄ပါးပွားများဖို့ပေါ့နော်။ကိုင်နောက်ဆုံးတတိယအရေးပါဆုံးအရာဟုတ်လားအဲ့ဒါကိုလည်းပဲဏိဒန်းလေးကစကားကအတူတူပဲနော်။ယေဟိကေစီဘိက္ခဝေနုကမေယထာယေစသောတပန်မင်းကြီးယုံမိတာဝအမိစ္ဆာဝညာတိဝတာလောဟိတာဝတေဝဘိက္ခဝေစရုဏရိယသစ္စာနဲ့ယထာဘုဒ္ဓံဘိတမယယတမတပေတ္တဗာနိဝေတိတ္တဗာပဋိဋ္ဌာပေတ္တဗာကိုချစ်တဲ့ခင်နဲ့စောစောပြောခဲ့တဲ့မိတ်ဆွေတွေတငယ်ချင်းတွေဆွေမျိုးတွေတားချင်းတွေတော့သူတို့ကတကယ်တနာကျင်တာလေသူတို့ကလည်းကိုယ်စကားကိုနားထောင်တိုက်တယ်လို့နော်မှတ်ထင်တယ်ဆိုလို့ရှိရင်ကိုယ်စကားနားထောင်ခြင်းစိတ်ရှိတယ်ဆိုရင်ဘာလို့ပေးရမလို့နဲ့သူကြတော့စတုဏ္ဏအရိယသစ္စာနဲ့ယထာဘုဒ္ဓအဘိတမေယယ၄ပါးသောအရိယသစ္စာတို့ကိုဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းထိုးထွင်းပြီးတော့သိခြင်းကတမတပေတ္တဗာနားထောင်စေရမယ်နိဝေတိတ္တဗာတက်ဝင်စေရမယ်ပဋိဋ္ဌာပေတ္တဗာနော်တည်မြဲစေရမယ်နော်သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းသိအောင်နားလေအောင်နောက်ဆုံးသစ္စာ၄ပါးကိုထိုးထွင်းပြီးတော့သိတဲ့အဆင့်ထိရောက်အောင်အကျိုးဆောင်ပေးရမယ်လို့ပြောတာဟုတ်လားတော့ဘုန်းတို့ဒီဒေသနာကိုကြည့်မယ်ဆိုရင်နော်နောက်ဆုံးအရေးအကြီးဆုံးအရာဘာလဲလို့မြင်သစ္စာ၄ပါးဟုတ်လားတဗုဒ္ဓဘာသာဝင်သူတော်ကောင်းသူတော်စင်တွေအနေနဲ့ဒီဒေသနာလေး၃ခုကိုရှင်တွဲပြီးတော့နော်စိတ်ထဲမှာနားလည်ထားဖို့ပေါ့ဟုတ်လားကိုချစ်တဲ့ခင်တဲ့လူတွေကိုဒါဘုံဘုံတရားနေတဲ့တော့ပြောရတယ်နော်အစာကောင်းတွေများစားရင်ကိုချစ်တဲ့လူကိုအမှတ်ရတယ်ဆိုတာဟုတ်လားကိုလည်းမြတ်စွာဘုရားတကယ်အကောင်းဆုံးနေမို့လို့ချစ်တဲ့ခင်တဲ့လူတွေကိုဒါတွေကိုပြောပြီးဒါတွေကိုနားလည်အောင်လုပ်ပြီးဒီလိုတိုက်တွန်းတာဟုတ်လားအဲ့ဒီစကားကိုဘုံဘုံတို့ကြည့်လိုက်လို့ရှိရင်သူ့အတွက်မှအရေးကြီးတာမဟုတ်တလောကလုံးအတွက်အသိဉာဏ်ရှိတဲ့လူတိုင်းအတွက်တရားအရေးပါတဲ့တရားတွေဆိုတာမထင်ရှားဘူးလားထင်ရှားနော်အဲ့တော့၄ခု၃ခုမြောက်ဘုံဘုံတို့နားလည်အောင်လုပ်ပေးရမယ့်အရာကဘာလို့သစ္စာ၄ပါးဟုတ်လားသစ္စာ၄ပါးရောက်လာနော်တော့သစ္စာ၄ပါးဆိုတာကပြောရလို့ရှိရင်အထွတ်အထိပ်တရားပဲဟုတ်လားဘာလို့တော့ဆိုတော့သစ္စာ၄ပါးကိုတိမှဒုက္ခကငြိမ်းမှာမို့လို့ဟုတ်လားတရားဟောတဲ့ဒေသနာလေးတွေအများကြီးကြားဖို့ရမယ်ထင်ပါတယ်နော်မကြီးရွက်တို့ရှားရွက်တို့ရွက်လေးတွေတိတိလေးဟုတ်လားအဲ့လိုမကြီးရွက်တို့ရှားရွက်တို့ ਨੇ ငါရေထုတ်လာခဲ့တယ်လို့ပြောရင်ယုံကြည်စရာမရှိပါဘူးတဲ့ဒါမဖြစ်နိုင်ဘူးပေါ့နော်အဲ့လိုပဲတဲ့သစ္စာ၄ပါးကိုမသိပဲနဲ့ငါတော့ဒုက္ခငြိမ်းပြီဒုက္ခအေးသွားပြီကွာလို့ပြောရင်ဒါမဖြစ်နိုင်ဘူးတဲ့ဟောတချို့စကားကိုအရင်ကရောက်ပြောကြတာရှိတယ်နော်ဟာဒုက္ခအေးတာပေါ့ကွာငါတော့ဒုက္ခအေးသွားပြီဟုတ်လားသူတို့ရည်ရွယ်တာတော့အခိုက်အတန့်ဖြစ်နေတဲ့ဒုက္ခတွေလောက်ကိုရည်ရွယ်တာပါပဲဟုတ်လားဒီဒေသနာလေးကိုပြောတော့အဲ့ဒါကိုအမှတ်ရတယ်ဟုတ်လားရှားရွက်တို့မကြီးရွက်တို့ ਨੇ ရေထုတ်လာခဲ့တယ်လို့ပြောရင်ယုံကြည်စရာမရှိအဲ့လိုပဲသစ္စာ၄ပါးကိုမသိဘဲနဲ့ဒုက္ခငြိမ်းပြီဒုက္ခအေးပြီလို့ပြောရင်ဒါမဖြစ်နိုင်တဲ့ကိစ္စနော်ယုံကြည်စရာမရှိပါဘူးပေါက်ရွက်တို့နော်ကြာရွက်တို့ဟုတ်လားအင်ရွက်တို့ဟုတ်လားအရွက်ကြီးအဲ့ဒါနဲ့ရေထုတ်လာခဲ့တယ်ဆိုလို့ရှိရင်ဒါဖြစ်နိုင်တယ်တဲ့ဘာမှမဖြစ်နိုင်တယ်မရှိဘူးမင်းရေစားလို့ရှိရင်တောက်ဖို့လို့ဟုတ်လားငါဘုံမှာကြာရွက်ကြီးနဲ့ရေထုတ်လာခဲ့တယ်ကိုတယောက်ဝါရမှာထုတ်လာလို့ရတယ်ဟုတ်လား
ဟုတ်လားအဲ့လိုပဲသစ္စာလေးပါးကိုသိပြီးတော့မှဒုက္ခငြိမ်းပြီဒုက္ခအေးပြီလို့ပြောရင်တော့ဒါဖြစ်နိုင်တယ်လို့မြတ်စွာဘုရားဟောဟုတ်လားသစ္စာလေးပါးကိုသိခြင်းရဲ့အကျိုးကျေးဇူးတွေကိုဘုံကအရင်ပြောကြည့်နေတာနော်ဘုံတို့ပြောထားတဲ့နော်လက်သေးပေါ်မှာမြေမုံများဆိုတဲ့တရားလေးနာဖို့မဲ့ထင်တယ်နော်အဲ့ဒီမှာဆိုလို့ရှိရင်နခတိခသုတ်တန်2မျိုးရှိတဲ့နကတစ်မျိုးမှဘယ်လိုပြောတာလဲလက်သေးပြားပေါ်မှာတကိုးတော်နဲ့မြေမုံနှဲငယ်တင်ပြီးတော့ဒီလက်သေးပြားပေါ်မှာရှိတဲ့မြေမှုန့်နဲ့မဟာပရိမြေကြီးမှာရှိတဲ့မြေမှုန့်ဘယ်ရာကများလဲလို့မေးတဲ့အခါမှာရဟန်းတော်တွေကမနှိုင်းရှင်လောက်အောင်ပါချပါတယ်ခင်ဗျာမဟာပရိမြေကြီးမှာရှိတဲ့မြေကြီးကအလွန်များပြားပါတယ်အေးတဲ့အဲ့ဒီဥမာတိုင်းပဲတဲ့သစ္စာလေးပါးသိသွားတဲ့ပုဂ္ဂိုလ်အတွက်ကုံသွားတဲ့ဒုက္ခဟာမဟာပရိမြေကြီးမှာရှိတဲ့မြေမှုန့်များလို့အများကြီးပဲတဲ့ကျန်တဲ့ဒုက္ခကလက်သေးပြားပေါ်မှာရှိတဲ့မြေမှုန့်တကွယ်နည်းနည်းပဲကျန်တော့တာတဲ့သူ့ရဲ့အနာဂတ်ကအကုန်လုံးတေချာသွားပြီရေးရသွားပြီမှန်းလို့ရသွားတယ်နော်သစ္စာလေးပါးသိသွားတဲ့ပုဂ္ဂိုလ်တယောက်အတွက်ဟုတ်လားသစ္စာလေးပါးကိုမသိသေးတဲ့ပုဂ္ဂိုလ်တွေအတွက်ကြတော့အရိပ္ပယ်ဘယ်လိုထွက်နေတော့ဘာမှအနာဂတ်ကပြောလို့မရနော်မနေ့ကပြောခဲ့သလိုနိယတအနိယတနော်တေချာခြင်းမတေချာခြင်းအဲ့လောက်ထိသူကပွဲပြားသွားတာဟုတ်လားအဲ့သစ္စာလေးပါးကိုသိတော့အရိယာဖြစ်သွားတယ်အရိယာဖြစ်သွားတဲ့အခါကျတော့ဘဝကဘာဖြစ်သွားလဲတေချာသွားတာလေဒီဆိုဘုရားကြီးပြောတာတော့ဘုံကအမှတ်ရတယ်ပင်လေသမုဒ္ဒရာထဲမှာလိုင်းကြီးတွေနဲ့အောက်ကလည်းငါးလေးငပန်းလေးနဲ့ရာသီဥတုနဲ့အရန်ကြောက်เสียကောင်းတယ်နော်အဲ့ဒီအချိန်မှာကိုကငပြောဖောင်ကလေးခဏခဏလေးခဏနေနစ်တော့မဲ့ဖောင်ကလေးဟုတ်လားအဲ့ဒါကိုရောက်နေတယ်ဆိုလို့ရှိရင်သမုဒ္ဒရာကြီးကပင်လေကြီးကလိုင်းတွေကဘာဖြစ်နေလဲကြောက်เสียကြီးတကူကိုဆွဲနှိမ့်မဲ့ဟာကြီးဒါကြီးကကြည့်ကိုမကြည့်ရဲဘူးဘေးကိုကြောက်တယ်ဟုတ်လားတကယ်လို့သာတဲ့အဲ့ဒီလှိုင်းတွေထမ်းနေတဲ့ပင်လေသမုဒ္ဒရာကြီးထဲမှာပဲလုံးဝမနစ်နိုင်တဲ့နော်ယရနာအတိကြီးတဲ့စီချေထားတဲ့နော်တင်မော်ကြီးအကြီးဟုတ်လားလှိုင်းဘလောက်ကြီးလို့မှမတုံလှုပ်တဲ့ဟုတ်လားတကယ်စိတ်ချတဲ့တင်မော်ကြီးကိုကရောက်နေတယ်ဆိုလို့ရှိရင်အဲ့ဒီလှိုင်းတွေလေတွေငါးလိမ်ငမန်းတွေကကြောက်เสียလားမဟုတ်အဲ့ဒါတွေကဘာလို့ဆိုရှုခင်းတွေဖြစ်သွားတယ်ဟောအလွန်ကောင်းတဲ့အတွေ့အကြုံဒီဥစ္စာကိုစဉ်းစားကြည့်ဟုတ်လားအဲ့တော့ပင်လေသမုဒ္ဒရာကြီးကတော့ပြောင်းလဲနေတာမရှိပါဘူးသူကတော့ပင်လေသမုဒ္ဒရာကြီးကပင်လေသမုဒ္ဒရာကြီးပဲဘာကြောင့်ကြောက်နေရတာလဲဘာကြောင့်ဒါကြီးကရှုခင်းလို့ဖြစ်ပြီးတော့မကြောက်တော့တဲ့အနေအထားဖြစ်သွားတာလဲဆိုတာကိုဘလို့ရက်တည်နေတယ်လဲဆိုတာပေါ်မှာဦးတည်နေဟုတ်လားတန်တရားကြီးကြောက်เสียကောင်းတယ်ဆိုတာပုထုဇဉ်နေနေတာကြောက်เสียကောင်းတာအရိယာဖြစ်သွားပြီဆိုကြောက်เสียကောင်းတယ်လို့ပြောလို့မရတော့ဘူးစတော်ကြီးရဲ့လေတံပြောရမှာဆိုအဲ့ဒါပါတော့လှပတဲ့ရှုခင်းတွေလှိုင်းကြီးတွေထားတယ်လေကြည့်ကောင်းလိုက်တာဟုတ်လားတကယ်လို့ကိုကငါပြောဖောင်ပေါ်မှာနေမယ်ဆိုရင်တော့ရင်ဘတ်အုံနေရမှာပေါ့ကြောက်ပြီးတော့ဟုတ်လားစဉ်းစားကြည့်နော်အလွန်ကောင်းတဲ့ဥမာကိုဉာဏ်ရှိသလောက်တွေးကြည့်ဟုတ်လားဒါကြောင့်သစ္စာလေးပါးကိုသိမယ်ဆိုရင်ကိုကစိတ်ချတဲ့သင်္ဘောပေါ်ရောက်သွားတာဟုတ်လားကို့အတွက်အပေတန်တရားမရှိတော့ဘူးဟုတ်လားကိုကဘဝပေါ်မှာအယမ်းမက်မောတဲ့လောဘအာကြီးလို့ရင်တော့ပုံစံစာသဘောမျိုးနဲ့ဒါနတ်ကြီးတို့မြမကြီးတို့နောက်ဆုံးတော့လည်းပဲဘဝအကြောင်းနားလည်ပြီးတော့လုံးဝဘဝပေါ်မှာမက်မောမှုကင်းပြီးတော့ယဟနာဖြစ်သွားမယ်ပေါ့နော်အများစုကတော့သောတာပန်ဖြစ်သွားပြီဆိုလို့ရှိရင်အဲ့လိုအကြာကြီးနေတယ်ဆိုတာရှားပုံရပါတယ်ဒီဉာဏ်ကအလွန်ထက်မြက်တဲ့အတွက်ကြောင့်ဟုတ်လားမကြခင်မှာပဲဒီယုံ nant တွေရဖြစ်နေတာမကောင်းတဲ့သဘောတွေဆိုတဲ့ဥစ္စာကိုပို့ပြီးတော့နားလေတဲ့နားလေပြီးတော့ဒါတော့ဘုံဘုံကမှန်ပြီးတော့ပြောကြည့်တာပေါ့ဟုတ်လားအဲ့တော့ပြောရင်တာပါတော့သစ္စာလေးပါးကိုသိချင်းမသိချင်းဟာအဲ့ဒါလောက်ကွာခြားတယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားသောတော်ဒေသနာလေးထဲမှာလည်းပဲနော်အဲ့ဒါလောက်တကူအာနုဘောကြီးမားတဲ့အစွမ်းတတ္တိများတဲ့သစ္စာလေးပါးကိုသိတဲ့ဉာဏ်ကိုစိတ်သားတို့ဟာရအောင်လုံးတဲ့နဲ့လုံးဝမေးလို့အဲ့လိုမြတ်စွာဘုရားတိုက်တွန်းတာဟုတ်လားအဲ့တော့သစ္စာလေးပါးအမှန်တရားကြီး၄ခုဒါလည်းပဲနားထဲမှာရင်းနေပြီလားသို့တော့ဒီသစ္စာလေးပါးကကျွမ်းကျင်တဲ့ထက်ကျွမ်းကျင်အောင်နားလေတဲ့ထက်နားလေအောင်ဘုံဘုံတို့ကကြိုးပမ်းအထုတ်တဲ့အိန္ဒြေ၅ပါးတရားဘုံဘုံဟောထားတာထဲမှာပြန်ပြီးတော့နားထောင်ကြည့်ကြည့်လိုက်လူတယောက်ရဲ့အသိဉာဏ်ပညာအတိတ်အနက်အနှိမ့်အမြင့်ဘာကိုကြည့်ပြီးတော့ဝေဖန်ပိုင်းခြားမလဲဆိုတာလေးကိုမြတ်စွာဘုရားဟောထားတာရှိတယ်ဒီလူတယောက်ဉာဏ်ထက်သလားမထက်ဘူးလားဉာဏ်ကြီးသလားဉာဏ်နည်းသလားနှုတ်သလားကြီးသလားသေးသလားဟုတ်လားအဲ့ဒီဉာဏ်ပညာနဲ့ပတ်သက်ပြီးတော့နားလည်ခြင်းသူ့ကိုဝေဖန်ခြင်းဘာကိုကြည့်ပြီးတော့ဝေဖန်မလဲဆိုတော့သူသစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့သူဘယ်လောက်သိတယ်လဲဆိုတော့ကြည့်ပြီးတော့ဝေဖန်ရတယ်တဲ့ဟုတ်လားသစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့အတိနည်းလေးအဲ့ဒါအဲ့ဒီလိုဉာဏ်နည်းလေးပဲ
စ္စာလေးပါးနဲ့ပတ်သက်ပြီးတော့အတိကြီးလေအဲ့ဒီလိုဟာဉာဏ်ကြီးလေပဲဒါနဲ့သစ္စာလေးပါးကိုဘလို့သိရမှာလို့လှုပ်စမ်းပါဦးကဲဟုတ်လားတော့သစ္စာလေးပါးထဲမှာနံပါတ်1သစ္စာပါနော်ဒုက္ခသစ္စာဟုတ်လားဒုက္ခသစ္စာဆိုတာဆင်းရဲခြင်းအမှန်ပေါ့ဆင်းရဲခြင်းအမှန်ဆိုတာဘာကိုပြောတာလဲဆိုတော့ဘဝခန္ဓာကြီးကိုပြောတာဒါနံပါတ်1အမှန်တရားပဲဘဝခန္ဓာဟာအချိန်ကာလတွေဘလို့ပြောင်းပြောင်းနေရာဒေသတွေဘလို့ပြောင်းပြောင်းဆင်းရဲခြင်းတရားပဲသူကပြောင်းလဲသွားတယ်လို့မရှိဘူးအတွန်းရှိစွာပဲမြကြလေးတခါတရံမပေါက်ပြန်ပဲအစဉ်မြဲကိုသစ္စာဆိုလို့တဲ့ကာလတွေဘလို့ပြောင်းပြောင်းနေရာတွေဘလို့ပြောင်းပြောင်းဒီအမှန်တရားဒီအမှန်တရားပဲအဲ့ဒါကိုသစ္စာလို့ပြောတာနော်ယုံနာမှန်လို့ရှိရင်ဘဝခန္ဓာမှန်လို့ရှိရင်ဘယ်ဘဝဘယ်ခန္ဓာပဲဖြစ်ဖြစ်ဆင်းရဲခြင်းတရားမျှတာဖြစ်တယ်ဆင်းရဲခြင်းကလွဲလို့တခြားဘာဖြစ်နေတာမှမဟုတ်အဲ့ဒါနံပါတ်1အမှန်တရားကြီးပဲအဲ့ဒီဥစ္စာဘုံဘုံတို့ပိုင်းခြားဝေဖန်ပြီးတော့သိရမယ်အမှန်တရားဒါနော်နောက်ဒုတိယသစ္စာဆက်သွားမယ်ဒုတိယပါတော့သမုဒိယသစ္စာအလွယ်သမုဒိယသစ္စာပြောနော်အမှန်တော့မြတ်စွာဘုရားပြည့်စုံဘယ်လိုဟောတော့ဒုက္ခသမုဒိယအရိယသစ္စာဟုတ်လားဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းတရားအမှန်နော်ဒါဟာဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းတရားအမှန်အဲ့တော့ဒါဟာဆိုတာဘာလဲဆိုလောဘကိုပြောတာပြည့်စုံဆုံးသိရမှာလောဘသည်ဆင်းရဲဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားအမှန်အဲ့ဒါအမှန်ပဲတဲ့ဆိုလိုတာကလောဘဖြစ်ရင်ဆင်းရဲမှာပဲဒါအမှန်တရားပဲလို့ပြောတာသူလည်းပဲကာလဘလောက်ကြာကြာနေရာဘလို့ပြောင်းပြောင်းလူတွေဘလို့ပြောင်းပြောင်းအမြင်မှန်ဟိုတုန်းကဖြစ်တဲ့လောဘကမှဒုက္ခကိုဖန်တီးတာမဟုတ်အခုဖြစ်တဲ့လောဘလည်းဒုက္ခကိုဖန်တီးမယ်နောက်ဖြစ်မဲ့လောဘလည်းဒုက္ခကိုဖန်တီးမယ်နော်ဒီနေရာမှာဖြစ်တဲ့လောဘကလည်းဒုက္ခကိုဖန်တီးတာမဟုတ်ဘူးဟိုနေရာမှာဖြစ်တဲ့လောဘကလည်းဒုက္ခကိုဖန်တီးမယ်သူ့မှာဖြစ်တဲ့လောဘတိတာနဲ့ဒုက္ခကိုဖန်တီးတာမဟုတ်ကိုယ်မှာဖြစ်တဲ့လောဘကလည်းဒုက္ခကိုဖန်တီးမယ်ဟုတ်လားသစ္စာမှန်တယ်ဆိုတာအဲ့လိုမှန်တာနော်လိုချင်ရခြင်းဖြစ်ခြင်းအဲ့ဒါဆင်းရဲခြင်းရဲ့အကြောင်းပဲဘာလို့ပဲလိုချင်ဘာလို့ပဲရခြင်းဘာပဲဖြစ်ခြင်းအဲ့ဒါဘာရဲ့အကြောင်းလဲဆင်းရဲခြင်းရဲ့အကြောင်းပဲနော်ဟုတ်လားအဲ့ဒါဒုတိယအမှန်တရားအဲ့ဒီအမှန်တရားဘာလို့ရမယ့်အမှန်တရားလဲဆိုတော့ပေရှားရမယ့်အမှန်တရားတဲ့ဟုတ်လားသောသောဒုက္ခသစ္စာကပိုင်းခြားပြီးတော့သိရမယ့်အမှန်တရားသမုဒယသစ္စာကပေရှားမယ့်အမှန်တရားနောက်သုံးခုမြောက်ပါမယ်និရောဓသစ္စာအပြည့်အစုံဘယ်လိုပြောမလဲဒုက္ခនិရောဓသစ္စာအဲ့လိုပြောရမယ်နော်ဆင်းရဲချုပ်ခြင်းအမှန်ဒါဟာဆင်းရဲချုပ်ခြင်းအမှန်ပဲတဲ့ဒါဟာဆိုတာဘာကိုပြောတာလဲဆိုတော့လောဘတဏှာချုပ်တဲ့အရာပြောတာတဲ့ပို့ပြီးတော့ရှင်းအောင်ပြောရရင်တဏှာလောဘချုပ်ခြင်းသည်ဆင်းရဲချုပ်ခြင်းအမှန်လို့ပြောတာဆင်းရဲဘယ်ချိန်မှချုပ်မှာလဲဆိုရင်တဏှာလောဘချုပ်မှာပဲဆင်းရဲချုပ်အဲ့ဒါဘုံဘုံတို့ကဒီအမှန်တရားနဲ့ကပ်ပြီးတော့ဉာဏ်ကိုချစ်ရမယ်နော်တဏှာချုပ်ရင်တော့ဆင်းရဲချုပ်ပြီဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်တဏှာနည်းရင်လည်းဆင်းရဲနည်းမယ်နော်လောဘလျှော့နိုင်ရင်ဒုက္ခလျော့မယ်ပေါ့ဆိုလိုတာကဟုတ်လားအဲ့ဒီအမှန်တရားကိုဘုန်းတော်ကဘာလို့ရမယ်အမှန်တရားလို့နားလည်ရမလို့မျက်မှောက်ပြုရမယ်အမှန်တရားဟုတ်ပြီနော်ဒါဒီဥစ္စာအရေးပါတယ်ဟုတ်လားဒုက္ခသစ္စာကပိုင်းခြားပြီးတော့သိရမယ်အမှန်တရားသမုဒယသစ္စာကဖယ်ရှားသုတ်သင်ပြရမယ်အမှန်တရားនិရောဓသစ္စာကမျက်မှောက်ပြုအောင်လုပ်ရမယ်စိုက်ရောက်ရမယ်အမှန်တရားနောက်ဆုံးပါတော့မဂ္ဂသစ္စာဒုက္ခဂ ामि နိပရိပဒအရိယသစ္စာနော်ဆင်းရဲဒုက္ခချုပ်ငြိမ်းချမ်းအကျင့်လမ်းစဉ်အမှန်ဒီအကျင့်လမ်းစဉ်ဒီအကျင့်ကကျင့်မယ်ဆိုလို့ရှိရင်ဒုက္ခငြိမ်းရတွေကိုရောက်သွားစေတဲ့လမ်းပဲတဲ့ဟုတ်လားဟိုနေရာကိုရောက်ချင်တယ်ဆိုရင်အဲ့ဒီနေရာကိုရောက်ဖို့အတွက်ဘုန်းတော်ကလမ်းကသွားရမယ်ပေါ့နော်အဲ့ဒီလမ်းကိုသွားအဲ့ဒီနေရာကိုရောက်သွားမယ်အဲ့ဒီနေရာကြီးကလမ်းကြောင်ဖြစ်နေတာတော့မဟုတ်ဘူးနော်အဲ့လိုပဲဘုန်းတို့ဒုက္ခသစ္စာနဲ့သမုဒယသစ္စာတို့အကြောင်းအကျိုးသဘောသမုဒယသစ္စာလောဘကြောင့်ဒုက္ခဖြစ်တယ်မဂ္ဂသစ္စာနဲ့និရောဓသစ္စာကျတော့သူအကြောင်းအကျိုးသဘောမဟုတ်ဘူးတဲ့မဂ္ဂသစ္စာကြောင့်និရောဓသစ္စာကြီးဖြစ်လာတာမဟုတ်ဘူးနိဗ္ဗာန်ဆိုတာသူ့အရှိတရားဟုတ်လားသူကဘာလဲဆိုတော့ဒီလမ်းကိုရှောက်ရင်ဒီနေရာကိုရောက်မယ်လို့ပြောတာဆိုရပါစို့မန္တလေးကိုသွားတဲ့လမ်းလျှောက်ဘုံတော့သွားလိုက်မှဆိုရင်မန္တလေးကိုရောက်သွားအဲ့ဒါမန္တလေးမြို့ကြီးကအဲ့ဒီလမ်းကြောင့်ဖြစ်နေတာလားဘယ်ဟုတ်ပါမလို့ဒါပေမဲ့အဲ့ဒီလမ်းကိုရှောက်မှလည်းမန္တလေးကိုရောက်မှာနော်ဒါကြောင့်ဒုက္ခငြိမ်းရာနော်လောဘချုပ်ရာនិရောဓသစ္စာကိုမျက်မှောက်ပြုခြင်းနဲ့ဆိုက်ရောက်ခြင်းနဲ့ဆိုလို့ရှိရင်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ရမယ်မဂ္ဂင်၈ပါးအကျင့်တရားဒီဒုက္ခငြိမ်းရာသို့ဆိုက်ရောက်စေတဲ့လမ်းကြောင်းဖြစ်တယ်အဲ့ဒါဟာအမှန်တရားလို့ပြောတာဟုတ်လားမဂ္ဂင်၈ပါးမှာဘာကောင်းဆောင်နော်တမာဒိဋ္ဌိကောင်းဆောင်အမြင်မှန်ပေါ့ဖြစ်ခြင်းတရားတွေရဲ့မတည်မြဲမှုကို